ဒီနေ့ညမှာဘာကိုဒီကနှိုးဆော်ခြင်းခံရလဲဆိုတော့ဖယားကိုကျွန်တော်တို့ကဆုတောင်းတယ်ပေါ့မဆုတောင်းတယ်ဆုတောင်းရမှမသိတဲ့သူကတော့တော်တော်လေးဖယားနဲ့အဆက်အသွယ်ပြတ်နေတဲ့သူလို့ပြောလို့ရတာပေါ့နော်ဆုတောင်းရမယ်ဆိုတာသိပြီးတော့ဆုမတောင်းသေးတဲ့သူဟာသူဖယားနဲ့ဘယ်လို့မှမယဉ်နေနိုင်ဘူးယုံကြည်သူတယောက်ဖြစ်ပြီးတော့မှဖယားနဲ့ယဉ်နေခြင်းကိုမတီးဆောက်ရင်အဲ့ဒီသူကကဲတင်ချင်းတော့ယေရှုတော်ကြောင့်ရလိမ့်မယ်ဒါပေမဲ့ဖယားပြင်ဆင်ထားတဲ့အရာတွေကိုသူမရနိုင်အောင်ဆိုကျွန်တော်ထင်တာကျွန်တော်တို့အခုဆုတောင်းတဲ့အချိန်ကြာမှာဖယားသခင်ကစပြီးတော့အလုတ်လုတ်တယ်လို့ထင်လိမ့်မယ်မဟုတ်ယေရှုခရစ်တော်အားဖြင့်လွန်ခဲ့တဲ့နှစ်2000တည်းအကုန်လုပ်ပေးပြီလားဆိုဆူတောင်းတဲ့အချိန်မှာဖခင်ကဆူတောင်းတဲ့အချိန်မှာသင်ကိုတင်ခုကြောက်ရွံ့နေတယ်တင်ဆူတောင်းတဲ့အခါမှာညီသက်ချင်းရသွားတယ်ဆိုပါစို့အဲ့အချိန်မှာသင်ကိုညီသက်ချင်းပေးတာမှမဟုတ်တာဖခင်လွန်ခဲ့တဲ့နှစ်2000ကလေးကယေရှုခရစ်တော်ကသင်ကိုညီသက်ချင်းထားခဲ့ပြီးသားလောကမှာ right ယောဟန်ခန်းကြီး14မှာယောဟန်ခန်းကြီး14မှာငါတဲ့မင်းတို့ကညီသက်ချင်းထားခဲ့တယ်တဲ့အဲ့ဒီညီသက်ချင်းကိုမင်းတို့ငါပေးတယ်တဲ့ဆိုဘယ်တော့ပြောတာလဲလားယေရှုလက်ဝါးကတိုင်ပေါ်မတက်ခင်မှာပြောခဲ့တဲ့စကားဟုတ်ပါသလားဆိုတော့ညီသက်ချင်းကိုတဲ့ငါမင်းတို့ထားခဲ့တယ်တဲ့29မှာ14-29မှာ John chapter 14 verse 27ညီသက်ချင်းကိုတင်တော့ငါထားခဲ့တယ်အဲ့ဒီညီသက်ချင်းကိုတင်တို့ငါပေးတယ်လောကီတာပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရင်တလို့ခြင်းမရှိစေနဲ့ဆိုတော့လောကကြီးမှာတင့်ကိုဖခင်ကလုံးဝမစိုးရင်စေခြင်းဘူးမစိုးရင်စေခြင်းတဲ့အတွက်ကြောင့်မပူပန်စေခြင်းတဲ့အတွက်ကြောင့်ဖခင်ဘာထားပေးခဲ့လဲယေရှုအဖင်ညီသက်ချင်းဒါပေမဲ့အဲ့ဒီညီသက်ချင်းကိုယေရှုအဖင်ဖခင်ထားပေးခဲ့တာဘယ်ကလေးရလဲလွန်ခဲ့တဲ့နှစ်2000ကျော်ကလေးရဒါပေမဲ့ဖခင်သခင်ကျွန်တော်ညီသက်ချင်းပေးပါလို့ပြောရင်အခုမှဖခင်သခင်လာပေးတာမဟုတ်ဘူးညီသက်ချင်းတစ်ခုပဲမဟုတ်ဘူးဖခင်ပြင်ဆင်ထားတဲ့မင်္ဂလာတွေအားလုံးကယေရှုခရစ်တော်အပြင်အကုန်လုပ်ပြီးတော့ထားခဲ့တာဒါလောကကတည်းကယေရှုကပါလေ it is finished အမှုပြီးသွားပြီငါအကုန်လုပ်ပြီးသွားပြီငါလုပ်ပေးတဲ့အရာကိုမင်းတို့ရယူတတ်ဖို့ပဲရေးကြည့်တယ်ကျမ်းမာချင်းလားလုပ်ပေးပြီးသွားပြီဟုတ်လားမသိဘူးထို့သူဒီငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံတယ်ငါတို့ညီသက်ချင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံသောတန်ချက်တော်များအပြင်ငါတို့အနာရောဂါပျောက်တယ်ဆိုချမ်းသာခြင်းပေးထားပြီးသားချမ်းသာခြင်းပေးထားပြီးသားကိုဘာလို့တို့ချမ်းသာခြင်းမရှိတာလဲချမ်းသာတစ်ခုချင်းစီခဏလေးကြည့်မယ်။ခေဖေကညီသက်ချင်းပေးထားပြီးသား။လွန်ခဲ့တဲ့နှစ်2000ကျော်ကလေးကမင်းတို့ငါညီသက်ချင်းထားခဲ့တယ်။ထားခဲ့တော့ညီသက်ချင်းအဲ့ထားခဲ့တဲ့ညီသက်ချင်းငါမင်းတို့ပေးချင်တယ်။ထားတယ်ပေးတယ်နှစ်ခုတွေ့တယ်တွေ့လား။တင်းတို့နိုင်ငါထားတယ်ပြီးတော့ငါညီသက်တင်းတို့အားငါပေးတယ်။ထားတဲ့ဟာကိုငါပေးချင်တယ်
ငါထားခဲ့တဲ့ဟာကိုငါပေးချင်တယ်ဒါဆိုအဲ့ဒီငြိမ်သက်ခြင်းမရှိရင်ဘာရှိလဲစိုးရင်ခြင်းနဲ့ပူပန်ခြင်းဆိုတော့စိုးရင်ခြင်းနဲ့ပူပန်ခြင်းဘာဖြစ်စေလဲယောဂဖြစ်စေတယ်ဟုတ်လားဆိုစာရန်ယောဂလာပေးတာလားဆိုမဟုတ်ဘူးစာရပူပန်ခြင်းတွေပေးတာအဲ့ဒီပူပန်ခြင်းစိုးရင်ခြင်းဘာဖြစ်စေလဲမကြခင်မှာယောဂဖြစ်တယ်ယောဂဖြစ်တယ်ဆိုစိုးရင်ခြင်းပူပန်ခြင်းတွေကဘာလို့ရှိတာလဲငြိမ်သက်ခြင်းမရှိလို့အဲ့ဒီငြိမ်သက်ခြင်းကိုဘယ်သူထားခဲ့လဲယေရှုထားခဲ့တယ်အဲ့ဒီထားခဲ့တဲ့ငြိမ်သက်ခြင်းကိုဘယ်သူပေးချင်တာလဲโอเคထားခဲ့တဲ့အရာကိုငါပေးချင်တယ်မင်းယူမလားဒီလိုဘုရားစကားပြောတယ်โอเค so revelation ရှိတဲ့ revelation ကိုနားမလည်ရင်သင်တို့ကဘုရားရဲ့ revelation မရှိရင်သင်ကဘုရားပေးထားတဲ့အရာတွေဘယ်လို့မှမယူတတ်ဘူး so we need revelation to receive from God သူလှုပ်ပေးခဲ့တဲ့အရာကိုတို့ဘယ်လိုရယူမှာလဲโอเคငြိမ်သက်ခြင်းတစ်ခုပဲကြည့်အောင်ငြိမ်သက်ခြင်းမရှိရင်စိုးရင်ပူပန်ခြင်းရှိတယ်စိုးရင်ပူပန်ခြင်းမကြခင်မှာဘာဖြစ်စေလဲယောဂဖြစ်လာစေတယ်ဘယ်လောက်ကြောက်စရာကောင်းလဲဓာတ်ထက်တာတဲ့ခန္ဓာကိုယ်ထဲကအစာအိမ်ထဲမှာထုတ်တဲ့ acid တဲ့ဓာတ်ထက်တာအစာအိမ်ထဲမှာထွက်တဲ့ acid ကဓာတ်ထက်ပိုထက်တယ်တဲ့ဘယ်လောက်ဖြည့်ဆည်းနိုင်လဲဒါဆိုရင်အဲ့ဒီ acid ကဘယ်ချိန်မှာအယံပန်းထွက်တယ်လဲဆိုရင်ねပူပန်ခြင်းစိုးရင်ခြင်းအယံများလာရင်အဲ့ဒီ acid ကပန်းထွက်တယ်အစာအိမ်ကိုဖြည့်ဆည်းနိုင်တဲ့ acid ဖြစ်စေတယ်အစာအိမ်နိုင်ရံတွေကိုအကုန်ဖြည့်ဆည်းပြတာအစာအိမ်နိုင်ရံအယံအစာအိမ်နိုင်ရံ acid ကစားတဲ့နောက်ဆုံးအစာအိမ်နိုင်ရံဘာဖြစ်လာလဲအနာဖြစ်သွားတာအနာဖြစ်တော့ healing မလုပ်ဘာဖြစ်သွားလဲ cancer ဖြစ်သွားတယ် yep so အဲ့ဒါတပိုင်းဟုတ်ပြီပူပန်ခြင်းအများများလာရင်ဘာဖြစ်လဲနောက်တစ်ခုက acid ပဲထွက်တာမဟုတ် pressure high blood pressure တွေအများစုကဘယ်နဲ့လာလဲခံစားကြရတယ်လားဆိုတော့ cancer ကဒီနေ့ထိဘယ်ကနေဖြစ်လို့ဖြစ်မှမသိပေမဲ့90% cancer ဘယ်နဲ့လာဆို stress ကနေလာတာ stress ကနေလာတာစိတ်ဖိစီးမှုကနေလာတယ်အစားအသောက်ကြောင့်မဟုတ်ဘူးလူတွေတော်များထင်တာအစားအသောက်10% လောက်ပဲရှိတယ်တကယ်ယောဂ cancer ဘယ်ကနေလာလဲဆို stress ကနေလာတာလူတွေကကျန်းမာရေးကောင်းအကြီးအကျယ်ကျန်းမာရေးလိုက်စားတယ်ဒါပေမဲ့ stress ကဖြစ်တယ်ဆိုတာကိုအခုသဘောပေါက်လာတဲ့အခါမှာဘာလို့ပြန်လုပ်ရလဲစိတ်ပိုင်းဆိုင်ရာကိုပြန်ပြီးတော့ပြန်တည်ဆောက်ရတာဆိုဖခင်ကမင်းတို့ငါညင်သက်ချင်းထားခဲ့တယ်ဒါဆိုအဲ့ဒီညင်သက်ချင်းအသိကိုဘာဖြစ်စေလဲမင်္ဂလာတွေအားလုံးရဲ့အစညင်သက်ချင်းရပဲဖခင်ကတင့်ကိုအောင်မြင်ခြင်းအရင်မပေးညင်သက်ချင်းရင်ပေးတာညင်သက်ချင်းနဲ့လှုပ်တဲ့အရာတိုင်းမှာအောင်မြင်ခြင်းပါလာတာဒါဖခင်ကိုတင်ဆုတောင်းဖခင်သခင်တင့်ကိုညင်သက်ချင်းအရင်ပေးတာအောင်မြင်ခြင်းပေးတာမဟုတ်ဆိုဟုတ်ပြီဖခင်သခင်ကတဲ့ညင်သက်ချင်းကိုထားပေးခဲ့တယ်တဲ့အဲ့ညင်သက်ငါမင်းကိုပေးချင်တယ်တဲ့ဆိုတော့တခုပြောပြမယ်ဖခင်လှုပ်ထားပြီးသားအရာကိုတင်ဆုတောင်းရင်ဖခင်လာပေးတာမဟုတ်ဘူးဆုတောင်းရင်ဖခင် revelation ပေးတာကိုယ့်ဘာသာယူရတာဥပမာဖခင်ပေးချင်တဲ့ညင်သက်ချင်းကဲတင်ဘလို့ရယူမလဲ very good ဖိလိပ္ပိခန်းကြီးလေးငယ်6နဲ့9ကိုကြည့်အောင် Philippians chapter 4 verse 6 and 7 okay အားလုံးကြည့်အောင်ဘယ်အမှုကိုမြစိုးရင်ချင်းမရှိပဲအရာရာ၌ဘာဖြစ်လဲအာဟာဆိုတင်စိုးရင်ပထမဆုံးတင်စားလို့မရပါလားစိုးရင်လာပြီဆိုတင်လောက်ရမယ့်အရာပါလဲချီးမွမ်းခြင်းကိုစတင်ရတော့မှာ we have to learn how to praise so စတင်ပြီးတော့ကိုယ့်ကိုစိုးရင်ချင်းနဲ့တိုက်ခိုက်ပြီဆိုရင်ကိုကပြန်မတိုက်ခိုက်လို့မရတော့ဆိုတော့မာနကိုစီးတာတဲ့မာနကိုစီးတာဆိုတဲ့အရာပါလဲ resist the devil you don't have to fight
Sarango type basore Sagalon Chansa Tema, the Sama Mashu. Palatila Mama. Do look at Saran tired and low moto. Don't a Messiah type where. The battle belongs to God. It's not belong to us. The battle belongs to God. That's why He fight for us. And He died for us. He shed the blood for us. He paid the price for us. And He said, it is finished. Amu, Pido Avi, Main Tai Siamalo, Natai baby da. Dajao, 1 Corinthians chapter 15, verse 57, ma babiola. Like so ya. Ngaro the king should create up here. Ngaro a. Aung chin a quingo. Pido mudo. Pia the king. Jesu Rodi. Chila Swadaga. Piabiome. Ngaro the king should create up here. Ngaro a. Aung chin quingo. Pido mudo. Pia the king. Jesu Rodi. Chila Swadaga. By the way, the Karamata, Janzarema, Jesu or Palan, then low down Mashido to Lopeda Pitovi. Jesu or Zagalong Parema, then low sound at Kuma Mashido, Jesu or Martin low down to load Mashida. Janza Tema, Jesu or Palan, then load at Kuma Mashido to Lopeda Pitovi. Naro the king, should create up here. Naro a Aunche a quingo. Pido Mudo Pia the king Bala. Jesu or the Gila Swadaga. So Jesus do a thing about Lobele, our mission of Picane. But do I pin Yeshua pin. So they are Badule, our Minedu. The man Aunian do to the Aunine, Aunian Chimba, my Yeti Tapo Yeji. We are not fighting for victory, fighting from victory. Aunian Chimbagani Yakara, Aunian Botayara Mo. Do our mean net do Pepida. Do our mean debt do Pepida. Hallelujah. Our mean debt do Pede at Raja. Our mean debt do Losaga, your tapo, Senza tapo, low sound tapo, Ayanji. So do tinga ma our mean men, our mean net do Dialosagapio and Lujaila. Majaibu, Sakaji Sakajem, Mabione. So the bones are mute that day. Though, go the go ye leshy a chin at the Shiana mo. Pay up your than go the Shiana. Go pit that and go pita mo. Go pit that and go pina mo. To pure than go pinna. Amen. Yeshu up and think a Pama do do lobio, then buy the 15 Pama do do something Lakana. Malakana buso and think a manajida to Piedwabi. Paya pure as a gout, then Majona not in Manajinilo. Payaga think of Pama de Lupio, Nga Pama de Song, Nalamakana, so that at we call it a Miashi. Paso, Nalutana Nabetizo, Mo, Payaga, Luchin at Waramo. To Lopeda Ayago, then Lakan like that, and think about what Pianwala. Think a pitching with Ramonina, do a Luchinga. Think I could loan it a Ayago. Pianbia Slabima, do a Luchin, then Lakan like. သူရဲ့လှုပ်ချင်းကိုတင်လက်ခံလိုက်တာနဲ့ငါအတွက်သူလှုပ်ပေးပြီဆိုလက်ခံလိုက်တာတင်းတဘာဝဝိညာဉ်နဲ့ပဲထဲမှာကိုပြောင်းသွားပြီရုပ်လောကမပြောင်းလို့မဖြစ်သေးတာမဖြစ်တာမဟုတ်မဖြစ်သေးတာပဲရှိတယ်ဥမာဝိညာဉ်လောကမှာဖြစ်နေတဲ့အရာကိုတင်နားမလည်လို့မရဘူးဝိညာဉ်လောကရဲ့ရုပ်လောကထက်ပိုပြီး real ဖြစ်တယ်ဆိုတာကိုတင်လက်မခံလို့မရအောင်ယောဂဆိုတင်မြင်ရလားမမြင်ရဘဲနဲ့ဘယ်ချိန်မှဝင်လာလဲတင်းစီယောဂအဲ့ဒါ spirit လေအဲ့ဒါဝိညာဉ်လောကထဲမှာဖြစ်နေတဲ့အရာလေကြောက်ရွံ့ခြင်းဆိုတာတင်မြင်ရလို့လားဒါပေမဲ့ကြောက်ရွံ့ခြင်းဆိုတာ spirit ပဲအဲ့ဒါဝိညာဉ်လောကပဲဆိုဝိညာဉ်လောကအရာကရုပ်လောကကိုဖျက်ဆီးပစ်တာသိလားဝိညာဉ်လောကအရာရဲ့ရုပ်လောကကိုဖျက်ဆီးပစ်တာတင်မသိလို့မရဘူးတချို့ကိစ္စတွေမှာယောဂတော်တော်များများဆရာဝန်လုံးဝနားမလည်နိုင်ဘူးဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆရာဝန်လက်နားကိုမလဲတာအဲ့ဒါအရာကြီးကဘာလဲဝိညာဉ်လောကကြီးဘလို့ရှာယောဂရှာမတွေ့ why ဝိညာဉ်နယ်ပယ်မှာဖြစ်နေအရာကြီးတော့တင်ဝိညာဉ်နယ်ပယ်ကိုနားမလဲပဲနဲ့တင်ခရိယန်တယောက်ဖြစ်နေတယ်ဆိုတာကဖခင်ကအရာစိတ်မကောင်းဘူးငါမင်းဝိညာဉ်နယ်ပယ်ထဲမှာငါဆွဲခေါ်တာငါမင်းအရာသိစေချင်တဲ့အရာတွေရှိတယ်မင်းဘာလို့မသိရလားဥမာဆိုပါစို့ချက်လေးကြည့်အောင် Mark chapter 11
Now, now, Masia Pame, Kanali. Mark chapter 11. Mark chapter 11, verse 12. Mark chapter 11. Okay, Mark chapter 11 ma batu ya le suro. Sanema napa ni nai. Bedani yo ma pian ja so ni samut do mui. Sa twa me. Yo ni pie so no Timo ta phan pin ko awe ka myin le Timo ta phan di sut chain kala ma yauk te do jaw tho pin nai ati ko twei kaw jwa twa yauk do kha ayuat ko da 追တော်မူသည်ရှိတော် Okay အတီးမရှိတဲ့အပင်ကြီးကရုပ်လောကထဲမှာဖြစ်နေဟုတ်လားအပင်ကိုမြင်ရလားအပင်ကိုမြင်ရလားဒီပင်ကိုမြင်ရလားမြင်ရတယ်မြင်ရတယ်ဒီအပင်ကြီးရှိနေလားတင်မောတဖန်မင်းရှိလားရှိတယ်တင်ဒါမဲ့တင်မောတဖန်ဒီစွတ်ချိန်မရောက်သေးတော့ကြောင့်ခူးပြီးတဲ့အချိန်မရောက်သေးတဲ့အတွက်အခုမှစတီးတဲ့အချိန်ဖြစ်တဲ့ကြောင့်အတီးရှိကိုရှိရမယ် ပြောချင်တာကခူးပြီးတဲ့အချိန်မဟုတ်သေးဘူးစတီးတဲ့အချိန်မှာအတီးမရှိဘူးအရွက်ပဲမြင်တဲ့အခါမှာရုပ်လောကကြီးမှာအပင်ရှိတယ်အရွက်ရှိတယ်အတီးမရှိဘူးရုပ်လောကမှာမြင်နေရတဲ့အရာဆက်သွားယခုမှစရအစင်မပြတ်သိမ်းအတီးကိုအပေသူများမစားစေနေဟုမိန်တော်မူ၏တပည့်တော်တို့လည်းကြားကြတယ်โอเคကြည့်အောင်အဲ့ဒီအပင်ကိုမြင်ရလားမြင်ရလား Okay မြင်ရတဲ့အရာကြီးကိုထိန်းချုပ်ထားတာပါကြီးလေစကားအဲ့ဒီစကားဘာပြောလိုက်လဲဘယ်တော့မှရုပ်လောကအသက်မရှိတဲ့အပင်ကြီးလို့ပြောလို့ရတာဟုတ်လားဒီပင်ရဲ့စကားပြောလားရုပ်လောကမှာရှိတဲ့အရာကို ဝိညာဉ်လောကကယေရှုကပြောလိုက်တဲ့စကားဝိညာဉ်စကားကြီး Okay ဘယ်သူမှမစားစေနဲ့လို့ပြောလိုက်တယ်တပည့်တော်ကြားတယ်ဆက်သွားရအောင်ပြောလိုက်ပြီကြားတယ်ယေရုရှလင်မြို့သို့ရောက်တော့ခါယေရှုဗိမာန်တော်သို့ဝင်တယ်ဗိမာန်တော်မှာရှိတဲ့သူတွေအကုန်လုံး Okay အကုန်လုံးမောင်းထုတ်တယ် Okay ထား 20သွားရအောင်နောက်နေ့နနက်အချိန်နဲ့လမ်း၌သွားကြစဉ်တင်မောတဖန်မင်းဒီအမြစ်ကဆာ၍တွေးချောက်လက်ရှိသူမြင်ရတယ်အခုနကတင်မောတဖန်မင်းကိုကြည့်လိုက်တယ်မနေ့ကတင်မောတဖန်မင်းကိုကြည့်လိုက်တယ်မနေ့ကစကားပြောလိုက်တယ်ဒီနေ့မှာအဲ့တင်မောတဖန်မင်းကစကားပြောတဲ့အတိုင်းဖြစ်နေပြီဘာပြောလိုက်လဲအမြစ်ကနေဆာပြီးတွေးချောက်သွားပြီ စပြောတဲ့အချိန်မှာအပင်ချက်ချင်းမတွေးချောက်သွားဘူးဒါပေမဲ့ပြောတဲ့အချိန်မှာအပြင်ကဘာမှဖြစ်မှာအထဲမှာစပြီးတွေးချောက်နေပြီတင်းရဲ့အနာဂတ်ကိုတင်ကောင်းကြီးပေးတဲ့အရာတွေအားလုံးကတကယ်ဖြစ်လာတာဒါကြောင့်ဘာလို့လာလဲတင်ပြောတဲ့စကားဒီသင်ပြောတဲ့စကားဟာတကိုးပါချင်းရင်သင်ဘယ်အရာကိုယုံနေလဲဆိုတာကအရင်လာတာခေကြည့်မယ်နနက်ချိန်လမ်း၌သွားကြစဉ်သင်မောတဖန်ပင်ဒီအမြင့်မဆ၍တွေးချောက်လျက်ရှိသူမြင်ရတယ်ယုတ်လောကကိုထိန်းချုပ်ထားတာဝိညာဉ်လောကစကား word ကဝိညာဉ်တိလမ်းဒီစကားလုံးညာအခုစကားပြောနေတဲ့ဟာဒီစကားကြားတော့ကြားတယ်ဒါပေမဲ့အဲ့ဒီစကားကြီးအခြေအနေတွေအားလုံးကိုပြောင်းနိုင်တဲ့စကားကြီးနော် Your word is very important Your word are so powerful ဒီစကားလုံးတွေကဘာမှမဟုတ်ဘူးလို့မထင်နဲ့အထူးပဲပို့ဆိုတာတင်သခင်ယေရှုမိမိကယ်တင်ပိုင်ရှိပြီးယုံကြည်လက်ခံပြီးဖခင်သားသမီးဖြစ်သွားပြီဆိုရင်တင်စကားမှာတင်ကိုဖျက်ဆီးနိုင်တဲ့စကားရှိတယ်
တင်းကိုကောင်းကြီးဖြစ်စေတဲ့စကားရှိတယ်ဒါ Matthew the Proverbs chapter 18 Proverbs chapter 18 Proverbs chapter 18 verse 21 verse 21အားလုံးဖတ်ရအောင်ဒီမှာရှာသည်အသက်တည်ခြင်းနဲ့ရှင်ခြင်းကိုရှာသည်ဘာဖြစ်လဲအသက်တည်ခြင်းနဲ့ရှင်ခြင်းကိုအဆိုးရတယ်ဆိုတော့ရှာလို့ပြောတယ်ဒါပေမဲ့အဲ့ဒီကထွက်သွားတဲ့အရာပါလေ word your word တင်မတိတာဝိညာဉ်လောကကြီးတစ်ခုတင်ပြောလိုက်တဲ့စကားဝိညာဉ်လောကအကုန်ကြားတယ်ဝိညာဉ်လောကကတင်ပြောတဲ့စကားအတိုင်းဖြစ်လာတယ်ဒါကြောင့်ယေရှုကဘာထပ်တင်ပေးလဲဆိုတဲ့အခါမှာ21ကိုကြည့်အောင် Mark chapter 11 verse 21တော့တင်းနှုတ်ကတည်ခြင်းနဲ့ရှင်ခြင်းအစိုးရတယ်တဲ့တင်နားလေမှာဝိညာဉ်လောကထဲမှာစကားလုံးကစကားလုံးမဟုတ်ဘူးဝိညာဉ်လောကကြီးကအဲ့ဒီစကားလုံးကသင်အနာကောက်ဖန်တီးတဲ့အရာတွေဖြစ်နေတာနားလည်နိုင်မှုဖျားခင်ကောင်းကြီးပေးပါစေဖျားကအစဦးနိုင်ပါရှိတယ်နှုတ်ဘတ်တော်ရှိတယ်နှုတ်ဘတ်တော်ဒီဖျားခင်နဲ့တူရှိတယ်နှုတ်ဘတ်တော်ဒီဖျားခင်ဖြစ်တယ်နှုတ်ဘတ်တော်ဒီခတ်သိမ်းတော့ရအောင်ဖန်ဆင်းတယ်ဆိုတော့အရင်ဆုံးကဘာကြီးဘာမှမရှိခင်စัจ java ဘာမှမရှိခင်မှာဘာရှိလဲနှုတ်ဘတ်တော်ရှိတယ်နှုတ်ဘတ်တော်ဘာလုပ်လဲဖန်ဆင်းတယ်နှုတ်ဘတ်တော်ဘာလုပ်လဲနှုတ်ဘတ်တော်ဘာလုပ်လဲဒါဆိုရင်ယေရှုယုံကြည်လက်ခံပြီးတဲ့သူရဲ့နှုတ်ထွက်စကားတွေအားလုံးကတင်းရဲ့အနာကောက်ဖန်ဆင်းမဲ့ຢာတွေပဲပို့ပြီးတော့မှတကောပါလာတဲ့အရာကိုဆက်ပြောပြမယ်ခဏနေကြရင်ပေတရုသည်တတိယလင်အရှင်ဘုရားကြည့်ရှုတော်မူပါကြည်တော်မူပါကျိန်တော်မူသောသင်္ဘောတဖန်ပင်သည်တွေ့ချောက်ပါပြီတကားဟုလျှောက်တယ်ကိုရောပြောလိုက်တဲ့အတိုင်းတကယ်ဖြစ်တယ်နော်ဒါပေမဲ့လူတော်တော်များများတတိမထားမိတာကပြောတဲ့အတိုင်းချက်ချင်းမဖြစ်သေးတာကိုမဖြစ်ဘူးလို့ထင်လိုက်တာအဲ့ဒါကြောက်စရာကောင်းတာပြောလိုက်တဲ့အရာချက်ချင်းမဖြစ်လာတဲ့ပုံမှာအေးဆေးပဲပြောလဲဘာမှဖြစ်ဘူးမြင်လားခဏကြည့်မယ်ကပောက်ချန်ခန်းကြီး3ဆရာခုကဝิญဉ်နယ်ပယ်ထဲမှာတာ၍ဝင်စားတက်လာတော့ကြောင့်လိုက်မမှီရင်ချက်ချင်းပြန်မေးပါဘာကြောင့်လဲဆိုတော့ဆရာအာဖရိကသွားကန်ဒီမှာဆရာဝิญဉ်နယ်ပယ်ထဲကိုဆရာရောက်အောင်တိုးတယ်ဘာဆိုအဲ့မှာ witchcraft အများများတယ်ဆိုတော့တုံးတိုင်အောင်ဆရာနောက်ပိုင်းသွားမယ်အခုဆိုရင်တန်ဇန်နီးယားအဲ့ဒီအောက်တိုဘာလမှာဆရာသွားမယ်အဲ့ဒါ witchcraft အများများတယ်ဆိုဆရာနယ်ပယ်တစ်တွေထဲကိုသွားပြီးဖြစ်တဲ့အတွက်ကြောင့်မြန်မာနယ်ပယ်ဆရာကောင်းကျွမ်းတယ်ဒါပေမဲ့အဲ့ဒီနယ်ပယ်သွားနိုင်ပေါ်ဝิญဉ်မျက်လုံးမရှိတော့လစ်သွားလိမ့်မယ်ဝิญဉ်လောကမှာဝิญဉ်လူမဟုတ်ဘဲနဲ့ဝิญဉ်လောကထဲသွားဝင်ရင်အဲ့ဒီကောင်ကကိုယ်တတ်လို့ရတယ်ဒါကြောင့်ဝิญဉ်နယ်ပယ်ထဲမှာသွားတော့ကစားလို့မရအောင်သွားပြီးပြောင်းတိပြောင်းဆက်လုပ်လို့မရဘူးသားစင်မြေဆက်တတ်တာအသက်ခံရတာအမှုတော်ဆောင်တာကောင်းတယ်နော်ဒါပေမဲ့အမှုတော်မြတ်မှာဝิญဉ်လူကဲတော့အမှုတော်မဆောင်တတ်ပဲနဲ့ဇာတိနဲ့အမှုတော်ဆောင်သားစင်မြေဆက်ဆုံးရှုံးတယ်အဲ့ဒီမျိုးဆက်ကအမှုတော်ဆောင်နဲ့ဆုံးရှုံးသွားတာဘာကြောင့်ဆိုတော့ဖခင်ရဲ့ဂျေဇူးတရားကို abuse လုပ်ရင်ဆုံးရှုံးတယ်မထီလေးစားလုပ်ရင်ဆုံးရှုံးတယ်ဆိုဝิญဉ်နယ်ပယ်ထဲမှာဆရာစကားပြောတဲ့အခါမှာချက်ချင်းနားမလဲတာရှင်းချက်ချင်းမေးလို့ရတယ်
ဒါပေမဲ့အယံဝိညာဉ်တော်အယံလှုပ်နေချင်မှဆရာဖြည့်ချင်မှဖြည့်မယ်ဘာဆိုအဲ့ဒီအဆက်ပြတ်သွားမှဆရာကြောက်လို့တိတ်မြန်သွားရင်တော့ခွင့်လွတ်ပြီဒါပေမဲ့ recording လုပ်ထားတဲ့ထက်ခါပြန်နားထောင်ရစေချင်တယ်အခုနောက်ပိုင်းမှာဆရာမသိဘူးဆရာ prophet ပြုနေပြုမယ် healing လုပ်နေလုပ်မယ်ဖျားလောက်ခိုင်းတယ်ဆရာလုပ်မယ် I don't know ဘာဖြစ်လာမလဲဆိုတော့မသိဘူးဖျားခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုဟုတ်ပြီကပောက်ချန်ခန်းကြီး3ကိုသွားရအောင်ကပောက်ချန်ခန်းကြီး3 sorry ကပောက်ချန်ခန်းကြီး2ကိုသွားမယ် sorry ကပောက်ချန်ခန်းကြီး2ကိုသွားမယ်ကပောက်ချန်ခန်းကြီး2မှာဘာတွေ့ရလဲဆိုတော့ကပောက်ချန်အခန်းကြီး2မှာအငယ်15မှာထိုခါထာဝရရှင်ဖျားခင်ဒီလူကိုယူ၍အေရင်ဥယျာဉ်ကိုပြုစုစောင့်နေစေခြင်းကထာဝရရှင်ဖျားခင်ကလည်းကောင်းမကောင်းတည်ကြွအပင်မှတပါထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုတင်းပြီးစားသောအခွင့်ရှိထိုပင်အသီးကိုကမစားရစားသောနေ့တွင်စားသောနေ့တွင်စားသောနေ့တွင်ဟာOkay. Sado nidwin ikama dadrita sado nidwin ikama theme good Gia the end out kabao ba se kabao cha khain 3ကိုသွားပြီအငယ်လေးကိုကြည့်အောင်မွေကလည်းသင်တို့ဒီဧကအမှန်သိရမည်မဟုတ်ရုပ်လောကနဲ့ဝိညာဉ်လောကကိုသင်မပိုင်းခြားတတ်ရင်သင်လက်စားခြင်းခံရမယ်ဘာလို့သိလားညီကောင်မောင်မတို့ရုပ်လောကကိုထိန်းချုပ်ထားတဲ့ဝိညာဉ်လောကကြီးသူ့ဘာသာရုပ်လောကမှာဘလောက်ပဲတကိုးကြီးပြီးတော့အောင်မြင်နေပါစေနောက်ဆုံးဝိညာဉ်လောကကိုပြန်ဝန်ခံရတယ်ဒီရုပ်လောကကြီးရုပ်လားမသိအခုမြန်မာပြည်မှာပဲကြည့်အဲ့ဒီမြန်မာပြည်ကရေရရာချိတာဘာညာကြည့်ချင်ဘာလို့လုံတာလဲအဲ့ဒီအာနာပိုင်နေရစဘာကိုအမြဲတမ်းပြန်လို့ဥညွတ်နေရလဲဝိညာဉ်လောကအနောက်မှာဝိညာဉ်လောကကြီးအမြဲတမ်းခေါင်းဆောင်တိုင်းကိုထိန်းချုပ်ထားတယ်ဒါကြောင့်ဒေါ်နယ်ထရမ့်ကဘာကိုကောင်းကောင်းသိလဲဆိုတဲ့အခါမှာဆူတောင်းခြင်းမရှိဘဲနဲ့ငါဘာလုပ်လို့မရဘူးဘာလို့ငါရန်သူများလာပြီဆိုဘာလုပ်တာလဲ white house ထဲမှာဘာလုပ်ပလိုက်လဲဆူတောင်းတဲ့အဖွဲ့ကိုသူထားပလိုက်တယ်ကျန်းစာဖတ်ရနေ့ကိုသူတတ်မှတ်ပလိုက်တယ်ဘာတွေသူလုပ်တာလဲငါဘလောက်ပဲတော်ငါဘလောက်ပဲ smart ဖြစ်ငါဘလောက်ပဲ smart ဖြစ်အနောက်ကနေဝิญဉ်နယ်ပယ်ကနေငါ့ကိုမထိန်ချုပ်ထားရင်ငါ့ကိုမကာကွယ်ထားရင်မရဘူးဆိုတာသိတယ်အဲ့ဒီခါမှာဘာဖြစ်လဲသူ့အတွက်ဆူတောင်းခြင်းကိုသူရိတ်လဲကင်ထားတဲ့အတွက်ကြောင့်စဉ်းစားကြည့်စနိုက်ပါနဲ့ပစ်တဲ့ကောင်တဲတဲ့ပစ်တာလုံးဝတဲတဲ့ပစ်တာလုံးဝတဲမအောင်စရာကောင်းတာတဲ့ဝင်မဲ့ဟာဒီလိုလှည့်လိုက်တယ်အဲ့ဒီအချိန်လေးလှည့်လိုက်တဲ့အချိန်ကဒီလိုထိုးသွားတယ်နှစ်ရွက်ကိုစဉ်းစားကြည့်တဲ့ဝင်မဲ့ဟာဒီလိုလှည့်တာဘာသူလှည့်တာလဲဖယားဝိညာဉ်လောကရုပ်လောကအမြဲတမ်းထိန်းချုပ်ထားတယ်ငါလှုပ်လို့ရမယ်လို့ထင်လိုက်မယ်ရုပ်လောကငါလုံးမယ်လို့သတ်မှတ်ထားတယ်။但သင်ဝိညာဉ်လောကထဲမှာတာသင်ရေးလက်ခိုင်းနေရင်ရုပ်လောကသင်ဘာလုပ်လို့မရဘူး။ဘလောက်ပဲကြံစီပါစေ။ Hallelujah ။ဟေဘရဲအခန်းကြီး73ငယ်6အဲ့ဒါကိုပြောတာ။ဟေဘရဲ73ငယ်6တော့သင်ရတတ်တာထဲမှာနှုတ်ကပတ်တော်နဲ့ရေးလက်သင်အထဲမှာဖြည့်ထားဖို့အရင်ကြီးတယ်။ဆရာဒေးဗစ်လာရဲ့ live မှာတော့ဒီနောက်ပိုင်းပို့ဆိုတာဖျားစကားမရှိဘဲနဲ့အသက်ရှင်ကအဓိပ္ပာယ်မရှိဘူးဆိုတာခံယူလိုက်တယ်။ဆိုငါဘွားအရေးကြီးဆုံးပါလေဖျားစကားငါဘွားတော့အရေးကြီးဆုံးပါလေဖျားစကားငါဘွားရဲ့မရှိမဖြစ်လိုအပ်တာပါလေဖျားစကား73ငယ်6ပါလေ73ထို့ကြောင့်ထာဝရဘုရားသည်ငါကိုမဇတော်မူသည်ဖြစ်၍လူသည်ငါ၌ပြုနေမြောက်ငါရုပ်လောကရှိတဲ့အရာကမင်းကိုမနိုင်စေရဘူးမင်းကိုဖျားတကယ်မဆာထားတယ်ဆိုရင်ဟာလေလုယာဒါကြောင့်အဲ့တော့ကောင်းကောင်းသဘောပေါက်တဲ့ဒါဝိဒ်ကဂေါလိယက်ကိုရင်ဆိုင်ဖို့လုံးဝမကြောက်တော့ဘူးဟ
hallelujah ဘာဖြစ်လို့ရင်ဆိုင်ဖို့မကြောက်တာလဲဆိုတော့ तू ဝိညာဉ်လောကထဲမှာ तू ရှိတတ်သွားတဲ့ခါမှာရုပ်လောက तू ဘာလုံးလို့မရတော့ဝိညာဉ်လောကနဲ့ဘယ်လိုသွားမလဲဆိုတာထပ်ပြီးတော့တဆင့်သွားရှင်းပြသွားမယ်ဒါပေမဲ့တင်းမလဲစားစင်နဲ့လူကယုံကြည်ခြင်းနဲ့တက်ရှင်တာလားအောင်မြင်ခြင်းရှိတာဘာမှမရှိဘူးโอเคပြန်သွားမယ်ကပောက်ချမ်းခဏတော့အငယ်လေးမှာငွေကလည်းတင်းတို့ဒီဧကမှာတည်ရမည်မဟုတ်အเจ้าမူကထိုးအတီးကိုစားတော့နေနဲ့တင်းတို့ဒီဘာဖြစ်လဲမျက်စိပွင့်လင်းလဲပါလဲဆိုစာရငါတင်းကိုဘာနဲ့လှည့်စားလဲဒီရုပ်လောကနဲ့ပဲတင်းကိုပြန်တော့လှည့်စားတာဒါကြောင့်ရုပ်လောကနဲ့တင်းကိုလှည့်စားမခံနဲ့ဒါယောမခန်းကြီး1ငယ်19မှာဘာပြောလဲ The just shall live by faith ဖြောင်းမတော့ဘာနဲ့တက်ရှင်လဲယုံကြည်ခြင်းနဲ့တက်ရှင်တယ်ပြန်ပြောမယ်ဖြောင်းမတော့ဘာနဲ့တက်ရှင်လဲပြန်ပြောမယ်ဖြောင်းမတော့ဘာနဲ့တက်ရှင်လဲ Okay good ယုံကြည်ခြင်းဆိုတာမြင်ရတဲ့အရာလားမမြင်ရသေးတဲ့အရာလားမမြင်ရသေးတဲ့အရာနဲ့သွားတာမြင်ပြီးသားရောက်တင်ယုံစရာဘာအကြောင်းမှမရှိဘူးမမြင်ရသေးတဲ့အရာကိုတင်ယုံရတာမြင်နေရတဲ့အရာကပြီးသွားပြီအဲ့ဒါ pass ဖြစ်သွားပြီတင်အခုမြင်နေရတဲ့အရာက it's already pass future တင်မမြင်ရသေးဘူးအဲ့ဒီ future ကိုတင်ကအလားပါဆုံးမြင်ခြင်းတင်ယုံကြည်ခြင်းနဲ့ပုံဖော်လို့ရတာထိုတီးကိုစားတော်နေနဲ့တင်းတို့ဒီမျက်စိပွင့်လင်းလဲကောင်းမကောင်းသိပြီဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန်ဒီကိုရှေခါရမမစီတီယာပါတီတော်မူသည်ဟုမိမအားဆို၏ဆိုဘာနဲ့ပြလဲအမြင် The just shall live by faith that's why the Bible says walk by faith not by sight walk by faith not by sight မင်းအမြင်နဲ့တက်မရှင်နဲ့ယုံကြည်ခြင်းနဲ့တက်ရှင်နဲ့ဒါယုံကြည်ခြင်းဖြည့်ဆည်းတဲ့ပါအရာပါလဲအမြင်ယုံကြည်ခြင်းဖြည့်ဆည်းတဲ့အရာပါလဲအမြင်တောင်ယေရှုပြောတယ်မင်းတို့မျက်စိမမေးစေနဲ့တဲ့မျက်စိမေးရှက်တကူလုံးမိုက်လိမ့်မယ်တဲ့ဘာပြောလဲမျက်စိမေးရှက်ရင်တကူလုံးမိုက်လိမ့်မယ်တောင်တော်ယုံတန်ယုံခရိယန်ဘာသာရေးသမားတီဆရာဒေးဗစ်လာဘလို့မှလက်မခံနိုင်ဘူးဘာကြောင့်လဲသူကလူစကားပဲပြောစီချင်တယ်ဘုရားစကားပြောတာမကြိုက်ဘူးလူတွေနဲ့တဟဇာတာဖြစ်တဲ့စကားကိုသိပြောစီချင်တာဘာသာရေးသမားလူတွေလက်ခံနိုင်မဲ့စကားကိုရှာဖွေပြီးတော့ပြောခိုင်းတာဘာသာရေးသမားလူစကားဆရာဒေးဗစ်လာမပြောတတ်ဘူးတို့ကင်ထားတာဖះစကားဒီဟာကြီးကင်ထားပြီးတော့မှလူတွေအစင်ပြေအောင်လူတွေနဲ့အစင်ပြေအောင်ရှောက်ပြောနေကြဘာအကြောင်းမှမရှိဘူးဘာလို့လဲဒီနှုတ်ကပတ်တော်နဲ့မသွားတတ်တော့ဆိုရင်ခင်ဗျာဘဝပြက်ပြီအခုဒီနိုင်ငံမှာရုံးကလှုပ်ရှားနေရတယ်အဲ့ဒါဖះကြံစီမှမဟုတ်တာတင်းတော့ပင်မစေရှင်တဲ့ဖះမှမဟုတ်တာတင်းဘာသာရွေးချယ်မှုမှားလို့ပင်မနေတာသူရွေးချယ်ခိုင်းတာဒီမှာမျက်စိမေးရှက်ရင်တကူလုံးမိုက်လိမ့်မယ်တဲ့မျက်စိလင်းတကူလုံးလင်းလိမ့်မယ်တဲ့ဘာပြောနာလဲလို့မျက်စိပါလဲ vision မင်းတို့ vision မရှိတော့ရင်မင်းအနာဂတ်မှောင်မိုက်သွားပြီမျက်စိလင်းတကူလုံးလင်းမယ်တဲ့ဒိဗ္ဗာပါလားမင်းမြင်တတ်သွားရင်ဒါကြောင့်အာဗြဟံကိုဖျားစကားပြောတာ as far as you can see I will bless you as far as you can see I will bless you ဆိုတော့မင်းဘလောက်အတိုင်းတာဒီမင်းမြင်နိုင်လဲမြင်နိုင်တဲ့အထိငါမျိုးကောင်းချီးပေးလို့ရတယ်wow အဲ့နဲ့ဘာလို့ခါလဲအပြင်ကိုဆွဲထုတ်သွားတယ်အပြင်ကိုဆွဲထုတ်မင်းကောင်းကင်ကိုကြည့်စားနဲ့
ကောင်းရဲ့ကျဲတယ်မင်းရေတွက်နေလားအဲ့တိုင်းမင်းဖြစ်လိမ့်မယ်တဲ့သူရေတွက်ဖြစ်တာသူ့ရဲ့ generation သူ့ရဲ့မျိုးဆက်ကိုဒီဂျူးတွေကိုဟစ်လာတန်းနေချစ်တက်လဲပဲဒီနေ့ထိအမျိုးဖြုတ်လို့မရဘူးကဘာမှာအစွမ်းဆုံးကဘာမှာသူတို့မရှိလို့မရဘူးတီထွင်တာသူတို့ပဲတီထွင်နေလို့မင်းအဖြစ်လူမျိုးတွေကကောင်းကြီးခံစားမယ်မပြည့်စုံလားပြည့်စုံတယ်ဖျားစကားချက်ချင်းမဖြစ်လာလို့မဖြစ်ဘူးလို့တင်မထင်လိုက်နဲ့ဖျားစကားကိုဆက်ပြီးဆွဲခံရမယ်ဘာလို့ဖျားရဲ့စကားဒီရေရှည်စီမံကိန်းရေတိုစီမံကိန်းမဟုတ်ဘူးဖျားနဲ့အလုံးလုံးရေတိုစီမံကိန်းနဲ့အလုံးလုံးမရဘူးရေရှည်စီမံကိန်းအခုတင်ဖျားနဲ့စက္ကန့်နေတဲ့အရာတွေအားလုံးကအခုဆရာဒေးဗစ်လာတို့ဒီနေရာမှာဘုရားခင်အခုနိုင်ငံတကာမှာအခုဆိုလူမျိုးတကာထဲကိုစဝင်နေပြီဘာဖြစ်လို့အဲ့ဒီဟာတွေကဘယ်ကလေးကနေဖျားပြန်တွတ်တာလဲဆိုတဲ့အခါမှာလွန်ခဲ့တဲ့အနှစ်30လောက်ကလေးအမှုတော်ထဲမှာစက္ကန့်ခဲ့တဲ့အရာတွေကိုဖျားအကုန်လုံးပြန်ကြည့်တယ်တင်ဆူတောင်းတာတင်မေ့မယ်ဖျားမမေ့ဘူးတင်ယုံကြည်ခြင်းနဲ့ဝန်ခံခဲ့တဲ့အရာတွေအားလုံးကိုဖျားမမေ့ဘူးဟာလေလုယာဒါမဲ့တင်ပြောလိုက်တဲ့အရာတွေချက်ချင်းမဖြစ်လာတဲ့ပုံမှာတင်ယုံကြည်ခြင်းမရှိနိုင်တော့ဘူးဖျားနဲ့အလုံးလုံးရင်ရေရှည်စီမံကိန်းနဲ့အလုံးလုံးရတာတင်ပြောတဲ့အရာတွေချက်ချင်းမဖြစ်လာမဲ့ဖြစ်လာမှာဖြစ်ကိုဖြစ်လာမှာကောင်းကနေမြကြီးမတိတော့လဲငါစကားတိမယ်လို့ပြောတဲ့အတွက်ကြောင့်သင်ပြောတဲ့စကားဒီဖျားစကားနဲ့တစ်ထပ်ထဲကြားတဲ့အရာတိုင်းမှာဖျားသခင်ရဲ့ alarm system မိတယ်အစတင်တော့ဖျားစကားသင်စကားဖြစ်လာပြီဖျားစကားကိုသင်ရ yes and amen လို့သင် agree လုပ်ပြီးတော့ဝန်ခံတက်လာရင်ဝိညာဉ်နယ်ပယ်မှာစတင်ပြီးတော့မှကောင်းကင်တမန်နင်းအလုတ်ကိုလုတ်ပေးနေရပြီသင်အတွက် hallelujahဒါပေမဲ့လဲစားတာမင်းဘယ်မှာလဲမင်းဝန်ခံတယ်လေမင်းဆူတောင်းတယ်လေဘယ်မှာလဲစားရလဲစားတယ်မင်းစားကြည့်မင်းမသိစေရဘူးငါအာမခံရတယ်မင်းမသိစေရဘူးရုပ်မသိမဲ့ဝိညာဉ်သိသွားပြီဆက်သွားကြည့်အောင်ငါမှာအเจ้าမထိုးသိစားနေတယ်တို့မျက်စိပွင့်လဲကောင်းမကောင်းသိ၍ဟာဖြစ်ကြလက်တန့်ဒီကိုဖျားသခင်မင်းစားကြည့်မသိစေအောင်ငါအာမခံရတယ်မသိစေဘူးရုပ်မသိဘူးဒါပေမဲ့တိမ်မျိုးဖြစ်သွားတဲ့အတွက်ကြောင့်ကြောက်စရာအရန်ကောင်းတာနှုတ်ကပတ်တော်ကအသက်ရှင်ခြင်းတကိုးနဲ့ပြည့်စုံခြင်းတန်လျက်တကောက်ထပ်ခြင်းနှုတ်ကပတ်တော်ဘာဖြစ်စေလဲအသက်ရှင်စေတယ်ဘာအသက်ရှင်စေတာလဲအသက်ရှင်တင်အသက်ရှင်နဲ့အသက်ရှင်တော့အသက်ရှင်နေမှမသိတဲ့လူရှိတယ်လေတင်အနာဂတ်ပြောင်းနေဆိုတော့တင်သိနေတာလေဟမ်တင်ရဲ့အနာဂတ်ကိုတင်ပြန်စဉ်းစားတင်ရဲ့အနာဂတ်တင်ဘာမမြင်နိုင်ဘူးအဲ့ဒါသိနေတာလေတနေ့လောတော့မပြန်လာမယ်ပတ်စံရှာမယ်ပေးလိုက်မယ်ဘယ်မှာလဲတင်ရဲ့အနာဂတ်ဒီတိုင်းပဲတင်သွားမှာလားဒီတိုင်းပဲတင်အလုံးလုံးလိုက် bill တွေပေးလိုက်ဒီဘွားကြီးသွားတယ်အဲ့ဒါသိနေတာလေYou don't know your purpose. တင်စင်သားကြီးတင်ဘယ်သွားလို့သွားနိုင်မှမသိပဲနဲ့တင်ဖတ်တာတင်တယောက်တည်းရှောက်သွားနေဆိုရင်ဘယ်မှလဲပန်းနိုင်အမြဘယ်သွားမလဲဆိုကျွန်တော်ခီးသွားနေမဟုတ်လေဘယ်သွားမှလဲကျွန်တော်တို့အားလုံးခီးသွားနေတဲ့ဧည့်သည်တွေဟုတ်ပြီနော်တနေ့လမ်းဆုံးရှိတဲ့တေချင်းဆိုတာလောကထွက်ကိုထွက်မယ်ဒါပေမဲ့အဲ့ဒီတေချင်းနဲ့ဟလာမွေးချင်းနဲ့တေချင်းကြားထဲမှာတင့်အတွက် assignment တစ်ခုရှိတယ် Do you know your assignment မသိရင်သိနေတာအဲ့ဒါ Australia သိရဲ့ assignment မဟုတ်ဘူး America သိရဲ့ assignment မဟုတ်ဘူး Canada ကသိရဲ့ assignment မဟုတ်ဘူး
ဆရာဒေးဗစ်လာအလုံးလုံးနေနဲ့ငိုတာ What is my assignment ကျွန်တော် assignment ဘာလဲမသိဘဲနဲ့ကျွန်တော်ဒီလိုကြီးပဲအလုံးလုံးလိုက် paycheck by paycheck 9 to 5သွားလိုက် I don't want it Lord show me I don't want to be like this Show me မျက်စိမေ့ရှက်တကူလုံးမိုက်လိမ့်မယ်ဟုတ်တယ်ကျွန်တော်မိုက်နေပြီဘာဖြစ်လို့လဲသူများခိုင်းတာပဲလုပ်နေရတယ်သူများအလုပ်လုပ်ပြီးတော့သူများ paycheck စားနေဘွာ I don't like it မို့အဲ့ဒါရောအဟုတ်ကြီးလို့လောကသားတွေထင်တယ်ဒါပေမဲ့ကျွန်တော်မထင်နိုင်ဘူး I know ဘာဖြစ်လို့လဲ Call unto me and I will answer you and I will show you come on I will show you great and mighty things and I will show you but call me mean what come to me call me so Jesus အဲ့ဒါမဟုတ်ဘူး call me mean what come to me and I will give you rest come to me come into his presence and I called unto me so come and spend time with me and I will show you great and mighty things Shikarababa အဲ့ဒါနားလေသွားတဲ့အချိန်မှာ wow အလုတ်ထွက်လိုက်ပြီဘာဖြစ်လို့လဲအလုတ်ထွက်ဖို့အချိန်ဘုရားသခင်စကားပြောနေပြီဆိုတော့သူနဲ့အချိန်ယူလဲယူအလုတ်ထွက်ရဲသွားတယ်သူနဲ့အချိန်မယူရင်အလုတ်မထွက်ရဲဘူးဘာလို့လဲဆိုတော့ဒီအလုတ်မှမရှိငါဘယ်လိုထမင်းစားရမှာလဲငါဘယ်လို bill ပေးရမှာလဲအဲ့ဒါကသူ့ရဲ့အမြင့်ဆုံးအုံနောက်ကအဲ့ဒါပဲယူပါယုံမရှိတဲ့လူကအလုတ်လောက်ရမယ်လေလူဆိုတာအလုံးမလို့ဘလို့ရမှာလေအဲ့ဒါငပိန်းလို့ခေါ်တယ်ခေတ်စကားပြောတာငပိန်းမျက်စိမေ့ရှက်တဲ့ခါမှာတကူလုံးမိုက်နေတဲ့ခါမှာလောကသားတွေပြောတယ်ဟုတ်တယ်ဒီလီဟုတ်တာပဲလေအဲ့ဒါတဘာဝကြပြောရင်ဟုတ်တယ်ဒါပေမဲ့ဘုရားသခင်စီမှာတဘာဝမကြောက် No come to me all you who labors and heavy laden come to me and I will give you rest I will give you rest အဓိပ္ပာယ်ပါလဲ rest ထဲမှာ worry မရှိတော့တာ rest မှာဘာမရှိတော့လား worry မရှိတော့တင်ကဘာမှတော့အလုံးမလုပ်ပဲအိမ်မှာထိုင်နေ worry ဖြစ်နေဆိုအဲ့ဒါတင်အလုံးလုံးနေတာလေတင်ပူပန်ခြင်းနဲ့အိတ်နေတယ်တင်အိတ်မပြောဘူးအဲ့ဒါလူသားအိတ်နေတာစိတ်ကမအိတ်တဲ့ကြောင့်မနှက်ပြန်ထလိုက်တင်အိတ်ရင်မဝဘူးအိတ်ရထလို့အိတ်ရင်မဝဘူးဆိုအဲ့ဒါတင်အလုံးလုံးနေတာဘယ်ကလုံတာလဲအုံနောက်ကအိတ်တာအိတ်နာအုံနောက်ကမအိတ်ဘူးဘယ်လိုဆိုင်ဘယ်လိုလုပ်ကောင်းလဲအပေအကျွေးတွေလည်းပတ်စံပြီးအိုးမအမေကလောက်မှဘယ်လိုလုပ်မစေးကောင်လည်းတက်နေဘာလို့အလို့ဖြစ်နေတာအများကြီးဒီမှာအကုန်လုံးဒီမှာရေးလိုက်တော့မဟုတ်ဘူး I will give you restငါဘာလုပ်အောင်မလို့စဉ်းစားနေဖွဲ့တယ်တနာဆရာရန်ကောင်းတယ်ငါဘာမှလုပ်ဆရာမလို့သူလုပ်ပေးတာကို agree လုပ်တတ်ရင်ဘာမှလုပ်ဆရာမလို့မချုပ်တော့ပြောတယ်ဆရာဘယ်လိုလုပ်မလဲဆရာဒီကိစ္စမဆရာဘယ်လိုလုပ်မလဲဆရာခေါင်းဆောင်တယောက်ဖြစ်တဲ့ခါမှာဆရာဒီကိစ္စဘယ်လိုလုပ်မလဲဆရာဒီကိစ္စဘယ်လိုလုပ်မလဲဆရာဆရာပေးရမှာရမ်းမြောက်အောင်ဆရာမလိုဘူးနော်ဆရာဒီကိစ္စဘယ်လိုလုပ်ကောင်းမလဲအဲ့ဒါကိုယ်ကိစ္စလို့ခံယူတော့ကိုယ်ကိစ္စပေါ့ငါကိစ္စဖျားကိစ္စလို့ခံယူပြီးတော့ညင်ဝတ်စွာနေတတ်ရင်ဖျားလုပ်တာပေါ့သိမရသေးဒီဖွဲ့သိမရသေးတင်းကိစ္စလို့ခံယူတင်းကိစ္စဖြစ်တာပေါ့တင်းကိစ္စဖျားကိစ္စလို့ခံယူပြီးတော့ညင်ဝတ်စွာနေလိုက် Be still and know that I'm God Be still and know that I'm God မင်းမဖျားရှိတယ်ငါဖျားလုပ်ပေးမယ်လို့မင်းယုံတတ်ရင်မင်းညင်လေးနေယုံပဲငါအလုပ်လုပ်သွားလိုက်မယ် I will fight for you ငါလုပ်ရမယ်လို့သင်အဲ့လိုမျိုးအတွေးခေါ်ရှိနေရင်သင်ဖျားအောင်အာမကိုတတ်တယ်
Trust the Lord with all your heart and do not depend on your own understanding. Trust the Lord with all your heart. What does that mean? What does that mean? Trust the Lord mean what? Do not depend on your own understanding. Me ba ma sin sao ne ai da pyo lai da. Ko nyang ko a mi ma pyu ne sa ba le. Hả? Hả? Ko nyang pi pi lo sa la. Shao sin sao ne ne. Me ba ma lo tat da le mo wen ne shao sin sao ne ne. ဖះလာတဲ့အပ်ပြီးတော့ဖះလုံးမယ်ဆိုတာစိတ်ချကြိုတင်ကြီးဆိုချင်းမအချိန်တိုင်းဖះလုံးအာမင်မင်းမလုံးနိုင်တဲ့ကိစ္စကိုဆိုင်စဉ်းစားဘာလို့ကောင်းမလဲဘာလို့ကောင်းမလဲဘာလို့ရင်ကောင်းမလဲဆိုတာသင်စဉ်းစားရအောင်ဘာမှမလုပ်တော့နဲ့ဟုတ်လားဘာလို့မသိတဲ့ကိစ္စကိုရှောက်လို့မှားတော့မယ်လေဘာလို့မသိရင်ဘာမလုပ်နဲ့ညင်ညင်လေးနေပြီးတော့မှဖះလုပ်ပေးမှာ哦ကြီးတော့ချင်းမောင်းတော့စိတ်ချဖះအလုပ်လုပ်လိမ့်မယ်ဟာလေလုယာအာမင်ဆိုဖះညီတဲ့ချင်းပေးလားပေးတယ်အဲ့ညီတဲ့ချင်းထားခဲ့လားထားခဲ့အဲ့ညီတဲ့ချင်းပေးရှင်လားတို့ဘာလို့မရှိတာလဲအဘယ်မှုလိုက်ဆိုအဘယ်မှုကိုမြဆိုရင်ချင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းဖနာပြုဆိုသင်လို့မရပါလားကြီးတော့ချီးမွမ်းခြင်းနဲ့တကွဆုတောင်းအင်္ဂလိပ်လိုဆိုပါလေ prayer with thanksgiving ဆုတောင်းတဲ့ခါမှာဖခင်ပေးပါ hallelujah ပေးပါ oh hallelujah ပေးပါအဲ့ဒါဆုတောင်းတာမဟုတ် prayer with thanksgiving what prayer with thanksgiving ဆုတောင်းရမယ်ချီးမွမ်းခြင်းနဲ့တကွဆုတောင်းရတယ်ဖခင်လှုပ်ပေးပြီးဖြစ်တဲ့အတွက်ကြောင့်ယေရှုတင်းနဲ့ why လုံခဲ့တဲ့နှစ်နဲ့ထောင်နဲ့လှုပ်ပေးပြီးသားဖြစ်တော့လှုပ်ပေးပါလို့ပြောစရာမလိုလှုပ်ပေးပြီးတဲ့အရာအတွက်ယေရှုချီးမွမ်းတယ် hallelujah it is finished လို့ပြောပြီးသားအဲ့ဒါကိုအမှုပြီးပြီတဲ့ငါလှုပ်ပေးပြီးပြီတဲ့လဝကတဲ့မှာဟုတ်ပြီလားလဝကတဲ့မှာ to be continued ဆိုရင်တော့ of course you have to do something but သူကလဝကတဲ့မှာ to be continued လို့ပြောတော့ခေါင်းလေးစိုက်သွားတာမို့ it is finished သူလှုပ်ပေးပြီးသွားပြီ come on it is finished အမှုပြီးသွားပြီဖခင်လှုပ်ပေးပါလို့သင်ပြောနေချင်တယ်နှုတ်ကပတ်တော်နားမလဲလို့လှုပ်ပေးပါလို့ပြောရလောက်သင်ကဖခင်ရဲ့ boss မဟုတ်ဘူးအဲ့လိုပြောမှဆိုလို့ကိုလဝကတဲ့မှာ it is ငါလှုပ်ပေးပြီ take it by faith receive it by faith declare it by faith amen that's what we have to do ဖခင်မဆာအော်ဖခင်အော်သေးတယ်လှုပ်ပေးပါလို့ပြောတာဝိညာဉ်ရေးရမှာအင်မတန်ညာနေတာပဲအမင်းတို့ငါပေးပြီးသားမင်းတို့ပေးထားရတဲ့မင်းတို့ဘာလို့မရလဲတဲ့ငါလူတို့ဒီပညာနဲလို့ဆုံးရှုံးတယ် My people perish lack of what knowledge တောင်းနေတယ်ဖျားပေးထားပြီးသားအရာကိုတင်တောင်းနေတာကိုဘယ်သူသိလဲပြောဟမ်စာရန်သိတယ်အော် तू မသိသေးဘူးပဲဖျားခင်သူပေးထားတာတော့ဘာလို့မသိတင်မသိဘူး तू သိသွားပြီဝမ်းနဲ့ပေါ့အရန်ကောင်းတာအော် तू မသိဘူးနော်တဲ့ငါ तू လက်စားတော့မယ်တဲ့ဗလာကြီးဆွဲပြီသူ့အတွက်အကွက်ရသွားတာတင်ဆုတောင်းမှားတာနဲ့သူ့အတွက်အကွက်ရသွားပြီမြင်လားမသိဘူး तू အဲ့ဒါပဲချောင်းတာ तू ဆုတောင်းဖြတ်ခင်ကျွန်တော်ညီတဲ့ချင်းပေးပါကိုတော့ please ကိုတော့ညီတဲ့ချင်းပေးပါ no ညီတဲ့ချင်းကိုဖျားထားခဲ့တယ်မင်းတို့ပေးချင်တယ်ဘယ်လိုရယူမလဲရှင်ပေါလုရ revelation ရသွားတဲ့ခါမှာအဘယ်မှုရဆိုရင်မရှိပဲအရာနိုင်ဂျေဇုတော်ချီးမွမ်းခြင်းတွေကဆုတောင်းပတနာပြုတော့အဖြစ်တင်တို့တောင်းမှလို့တော့အရာများကိုဘုရားခင်အားကြားလျှောက်ကြလားထို့သူပြုလဲအဘယ်သူမဲ့ကြိုင်မမိနိုင်တော့ဘုရားခင်ညီတရှိရယူတဲ့ဤတခါတည်းရှင်ပေါလုကပြောခဲ့တယ်မင်းညီတရှိတောင်းနေနဲ့မင်းဂျေဇုတော်ဆုတောင်းခြင်းနဲ့တကွာဂျေဇုတော်ချီးမွမ်း
ကိုရောပေးထားတဲ့ကျမ်းမာခြင်းအတွက်ယေရှုတင်တယ်ပေးထားတဲ့ကျမ်းမာခြင်းအတွက်ယေရှုတော်ချီးမွမ်းပါတယ်ကိုရောပြင်ဆင်ပေးထားတဲ့လဝကရခံရတဲ့ဒဏ်ချက်တော်ကျွန်တော်အနာရောကရှင်းအောင်ငြိမ့်ပြီဖြစ်လို့ယေရှုတင်တယ်ဟာလေလုယာချီးမွမ်းနဲ့တရက်ကြာကြမယ်နှစ်ရက်ကြာကြမယ်သုံးရက်ကြာကြမယ်တစ်ပတ်ကြာကြမယ်နှစ်ပတ်ကြာကြ I don't care ဒါပေမဲ့အဲ့ဒီဖခင်ရဲ့စကားကို agree လုပ်နေခြင်းဝိညာဉ်နဲ့ပေထဲမှာစတင်လို့သင်ရဲ့ခန္ဓာကိုယ်ထဲမှာအယောအကျော်အချင်းစီတွေအားလုံးကအသစ်တွေပြန်ဖြစ်နေပြီ Hallelujah ဝန်ခံတဲ့ချိန်မှာသင်စတင်ပြီးတော့မှအသစ်တွေကိုစတင်တော့ဖန်ဆင်းနေပြီဤထရမမစီတီယာက Hallelujah ရုပ်လောကကိုထိန်းချုပ်ထားတာဝိညာဉ်လောကရဲ့ကောင်းချမ်းချက်လေးပြန်သွားမယ်သုံးအငယ်6ထိုပင်ဒီစာဝဲကောင်းခြင်းအစင်လဲလှခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်လေအတီးကိုရွေစားတယ်မိခင်မွားလည်းပေးတယ်သူဒီလဲဆိုင်ဆိုပြီးတော့စားတယ်ထိုတင်တော့ဒီမျက်စိပွင့်လင်းရင်မိတို့နဲ့အဝတ်ရှိစီရှိသူကိုသိမြင်တယ်ကြည့်အောင်စားတဲ့နေ့မှာဧကမသိမယ်လို့ဘုရားပြောလားသိလားစီသိလားမသိတဲ့ပဲမျက်စိမှာပွင့်သွားတယ်ငါမပြောလားစာတာငါမပြောလားစီဒီနေ့လူတွေတော်များအဲ့ဘုရားစကားအဲ့တိုင်းကြွေးတာစာတာကြည့်ဖြစ်လားငါပြောတယ်မလားမျက်စိပွင့်သွားပြီဒါပေမဲ့အော်စရာကောင်းတဲ့အရာတစ်ခုကနှုတ်ကပတ်တော်ကိုတင်မဝန်ခံခြင်းကလူထင်တဲ့အတိုင်းမှန်သောလက္ခဏာကိုတင်ကြည့်သွားဆိုင်လိုက်တယ်ဘယ်သူအဖြစ်လဲကြည့်အောင်ဆက်သွားမယ်ထိုသူများမျက်စိပွင့်လေမိတို့နဲ့အဝရှိရှိသိမြင်လေမိတို့ဝိညာဉ်ဖို့တင်မောတဖမ်းမိရတော့ကိုချုပ်ဆိုင်ခါစီကိုလှုပ်ကြဆက်သွားသူတို့ဗာမြင်သွားလဲအရင်ဆုံးပြောမယ်နော်စားတဲ့နေ့မှာဧကမှသိမယ်တဲ့တဘာဝပြောင်းသွားတာတော့မသိလိုက်ဘူးတင်တို့တတိထားမှာတင်တို့ရဲ့တဘာဝတင်တို့ရဲ့ရုပ်ဖြစ်အင်မဟုတ်ဘူးတဘာဝ level စင်စရာတက်ပြီမယ်ဒီနေ့ယူတဲ့တင်တို့ကောင်းကြီးပဲ level စင်တက်မယ်တင်းရဲ့တဘာဝနဲ့တင်းရဲ့အခုလက်ရှိဖြစ်နေတာနဲ့မတူဘူးအရှိမအခုဘာဖြစ်နေပြဿနာကြီးအရေးမကြီးဘူးတင်းရဲ့တဘာဝကိုတင်ကြည့်ဆိုင်တင်းကြောက်တဲ့စိုးရင်တက်နေပြီဆိုရင်အဲ့ဒါတင်းတဘာဝမဟုတ်တော့ဘူးအဲ့ဒါဖယားသားသမီးမှာကြောက်တတ်တယ်ဆိုတာမရှိစိုးရင်မရှိတင်းတဘာဝပြောင်းတဘာဝကိုတင်းတဘုံပေါက်လို့မရတော့ဘူးတင်းရဲ့ nature တင်းရဲ့ nature အရင်ကြီးတယ်ဒါပေမဲ့သူတို့ကနေအေးသောချိန်နဲ့ထိုဥယျာဉ်နဲ့ထာဝရအရှင်ဘုရားသခင်ကြွတော်မူသောအတန်ကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုံကွယ်လျက်နေကြတယ်ကြည့်အောင်ဝတ်ပြုဘုရားကိုကိုးကွယ်ခြင်းစိတ်မရှိတော့ဘူးဆိုရင်သင်ကြောက်စရာအရန်ကောင်းနေပြီသင် danger zone ထဲမှာရှိနေပြီဒီနေ့ဘယ်လောက်ဝမ်းနေစရာကောင်းလဲဩစတြေးလျမှာအစီအစဉ်တနင်္ဂနွေတရက်အစီအစဉ်လာလို့တော့ကိုယ်ကိုယ်ချင်းထင်နေတယ်တနာဖို့အရန်ကောင်းတယ်တ
တနင်္ဂနွေတရက်ဖျားเจ้าမှာလာတော့ကိုးကွယ်တာကိုကိုးကွယ်တယ်တဲ့အဲ့ဒါကိုးကွယ်တာမဟုတ်ဘူးမိသားရလာဖွဲ့တာ Sunday ဆိုမိသားလာဖွဲ့တာမိသားရတော့လာတာကိုးကွယ်ဖို့တော့လာတာမဟုတ်ကိုးကွယ်တယ်ဆိုတာကတတ်မှတ်ထားတဲ့နေရာမရှိဘူးတတ်မှတ်ထားတဲ့ချိန်မရှိဘူးနေ့တိုင်းကိုးကွယ်ခြင်းဆိုတာနေ့တိုင်းတနင်္ဂနွေတစ်ခါလာတော့ဘုရားကျောင်းရောက်မှကိုးကွယ်တယ်ဆိုတာ come on တင်လှည့်စားခြင်းခံနေရပြီမင်းတို့ဟိုတောင်ဒီတောင်သွားမှကိုးကွယ်မယ်လို့မင်းတို့ထင်တယ်တဲ့ငါအခုပြောမယ်ကွာတဲ့ဘယ်မှသွားစရာမလိုပဲယခုပင်ရှိတဲ့နေရာနဲ့ကိုးကွယ်မယ်ချိန်ကာလရောက်လာပြီတဲ့မင်းတို့တဲ့မင်းတို့ကိုးကွယ်တဲ့ရောက်မင်းတို့မသိဘူးတဲ့ယေရှုဟာတနင်္ဂနွေတရက်မှဖျားရှိခိုးရမယ်လို့ကိုးကွယ်ရမယ်လို့ထင်တော့ဖျားเจ้าမှာလာကိုးကွယ်မှာကိုးကွယ်ခြင်းမြောက်တယ်လို့ခံနေရတဲ့အဖွဲ့တွေအားလုံးဟာရေးရေးလဲလဲအနာဂတ်မှာကြောက်เสียအရန်ကောင်းတယ်သူတို့တော့ဆွေးရတယ်ဒီဖွဲ့တွေ Worship is not a style worship is lifestyle ကိုယ်ကွယ်ချင်းစွာပါလေစင်မနဲ့ကိုယ်ကွယ်ချင်းစွာပါလေဖျားเจ้าမှာလာထိုင်ပြီးတော့တရားနာထောင်တယ်စုလေးတောင်းတယ်ကျမ်းစာလေးဖတ်လိုက်တယ်တခြင်းလေးထားဆိုတယ်အဲ့ဒါကိုယ်ကွယ်ချင်းမဟုတ်ဘူးအဲ့ဒါက style ကိုယ်ကွယ်တဲ့ပုံစံ pattern ပဲရှိတယ်ဒါဒီလိုပုံစံလေးဖျားเจ้าအတူကလာတော့မိတ္တာဖွဲ့ပါတယ်အချင်းချင်းလာစုယုံပါတယ်အချင်းချင်းဟလာလာပြီးတော့စုယုံချင်းအမှုကိုလည်းပဲမပယ်မရှောင်နဲ့တဲ့ဒီမိတ္တာဟာရအရေးကြီးတယ်ဖျားเจ้าမှာလာတဲ့မိတ္တာဆိုအရေးကြီးလားအရေးကြီးတယ်တယောက်တယောက်တီဆောက်ဖို့အရေးကြီးတယ်ဒါပေမဲ့ဒီဖျားเจ้าမှာလာကိုးကွယ်တယ်ဆိုတင်မှားပြီကိုးကွယ်တာမဟုတ်ဘူးမိတ္တာလာဖွဲ့တာတယောက်တယောက်ကောင်းကြီးပေးမယ်တယောက်တယောက်ဆူတောင်းပေးမယ်အသင်းတော်ဆိုတာလာယူတာမဟုတ်အသင်းတော်ဆိုတာလာပေးရတာဖျားเจ้าမှာတင်ရောက်လာရင်တင်ပေးဖို့စဉ်းစားယူဖို့မစဉ်းစားနဲ့ why fellowship မှာ receiving မရှိဘူး giving မရှိတယ်ဒီဖျားเจ้าနဲ့ဝင်လာနဲ့ကိုးကွယ်တဲ့သူကဒီမှာဖျားသခင်ငါ့ကိုဘာလုပ်ခိုင်းလဲထိုင်နေရင်းနဲ့ဖျားနှိုးဆိုရင်ဘာမှမပြောဘူးပတ်စံလေး300အိတ်ထဲကနေဆွဲထုတ်ပြစ်လိုက်ပြီးတော့ဖျားဖော်ပြတယ်လိုအပ်နေတဲ့သူဘသူမှသူမပြောသူ့ဘာသူဖျားနဲ့ကိုးကွယ်နေတာရော့တငယ်ချင်းဖျားဖော်ပြလို့ရော့ဆို300ထည့်ပေးလိုက်ပြီးတော့ပြန်ထွက်သွားတာ that's fellowship worship ကလည်းမဟုတ် worship ရအတူကောက်ပဲဆက်ရှင်းပြမယ် worship က living sacrifice တွားကြည့်အောင် Romans chapter 12 verse 2 verse 1 and 2 ကြည့်အောင်Romans chapter 12 verse 1 and 2 Chill out Jesus in English please NKJV or yeah NKJV come on anything yeah the cool yeah I beseech you therefore brethren by the mercy of God that you present your bodies a living sacrifice, holy, acceptable to God, which is your what? Reasonable service. Okay, NIV လေးချက်ပြောင်းကြည့်လိုက်ဒီဥစ္စာပဲ reasonable service ဆိုတော့ဘာနဲ့ပြောထားလဲ NIV မှာ See? Your spiritual what? Act of worship.
မင်းကိုးကွယ်တယ်ဆိုတာပါလေနေ့တိုင်းမှာမင်းအလိုညင်းပယ်ပြီးတော့ဖျားလိုတော့ဝန်ခံတာအဲ့ဒါကိုးကွယ်ခြင်းမင်းပြောချင်တဲ့စကားမပြောဘဲနဲ့ဖျားပြောခိုင်းတဲ့စကားပြောတာအဲ့ဒါကိုးကွယ်ခြင်းညီးတွားခြင်းမဟုတ်ဘဲနဲ့ချီးမွမ်းနေတာအဲ့ဒါကိုးကွယ်ခြင်းကိုသွားချင်တဲ့နေရာမသွားဖျားသွားခိုင်းတဲ့နေရာသွားတယ်ကိုလှုပ်ချင်တာမယုံဖျားလှုပ်ခိုင်းတဲ့အရာလှုပ်အဲ့ဒါကိုးကွယ်ခြင်းစင်ဝမှာတက်ပြီးတော့ဟာလေလုယာဟုတ်တယ်အဲ့ဒါတခြင်းဆိုတာဖျားကောင်းမြတ်ရှင်ဝန်ခံတာကောင်းပါတယ် very good ချီးမွမ်းတာမပါဘူး it's part of worship တကယ် worship ကြပါလဲဆိုတော့လုံးဝငါရဲ့အသက်ရှင်ခြင်းကကိုတော့အတွက်ပဲလို့ပေးလိုက်တာကြီးကိုးကွယ်နေတာyour spiritual act of worship မင်းဝိညာဉ်ရေးရနဲ့ဆိုင်တဲ့ကိုးကွယ်ခြင်းဆိုတာအဲ့ဒါကွာတဲ့မင်းတပတ်လုံးလှုပ်ချင်တာလှုပ်တော့ဘုရားเจ้าမှာလာပြီးတော့မှဟာလေလုယလာလှုပ်တာအဲ့ဒါမင်းကိုးကွယ်တာမဟုတ်ဘူးမင်းရုပ်ရှင်ရိုက်နေတာဘုရားเจ้าမှာလာတော့ရုပ်ရှင်ရိုက်နေတာမင်းကိုးကွယ်တဲ့ပုံစံကြည့်ရမင်းမိမသိမချင်နဲ့ဘူးအိမ်မှာဘလူးရုပ်ဖျားเจ้าမှာတော့ကောင်းကင်တမန်ရုပ်ရှင်ရိုက်နေတာငါသိတယ်လို့ပြောလိမ့်မယ်Your body to offer your bodies as living sacrifice, holy and pleasing to God. Shatayakaba. Kogwe chima pya the kya ba ma taung meကျွန်တော်ရဲ့ခန္ဓာကိုယ်ဘုရားအတွက်ပေးတယ်ဆိုတာပေးကြည့်ပါလားအဲ့ဒီဟာပေါ်ဆဆမတင်နဲ့အဲ့ဒါပေါ်ဆမတင်နဲ့လက်ကင်ပေါ်ကဘာတကူမှမရှိဘူးဒါပေမဲ့အဲ့ဒီလက်ကင်ပေါ်ကပေါ်လူရဲ့လက်ကင်ပေါ်ထိတဲ့သူအနာကငြိမ်သွားတယ် why သူ့ရဲ့ body ကိုas living sacrifice အနေနဲ့ကိုရောကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုရောအတွက်ပဲကျွန်တော်ရဲ့ mind body and spirit is yours ကျွန်တော်ဖြစ်ချင်တဲ့ကိုရောဖြစ်စီလို့တဲ့အတိုင်းဖြစ်ပါစေဆိုတော့စက်ကလိုက်တဲ့အချိန်နဲ့စပြီးတော့သူ့ရဲ့သုံးဆောင်နေအားလုံးတကိုးပါလာတယ် why ဖယားကိုစက်ကလိုက်တဲ့အရာဖြစ်ဖယားပိုင်သွားပြီဖယားပိုင်သွားတဲ့ခန္ဓာကိုယ်ကြီးကဖယားကလွတ်လပ်အလုံးလုံးတဲ့အခါမှာသူနဲ့ထိတဲ့သူကကြမ်းပါတယ်သူ့အသားနဲ့တော့ထိတာမဟုတ်သူတိထားပြီးသားအရာနဲ့ထိတဲ့သူတော်မှကြမ်းပါတယ် why အဲ့ဒါ anointing အဲ့ဒါတကိုးထွက်တာဒါကြောင့်ခိုင်ဦးဘုရားသခင်ခေါ်တယ်ဆိုတာအဲ့ဒါငါသုံးချင်ပြီ give me your body see လူငယ်တွေဘုရားခေါ်တဲ့ခါမှာငါမင်းကိုအရန်ချင်းမြောက်ချင်းပြီမင်းအရန်တန်ကောင်းတယ်ငါသိတယ်ဒါပေမဲ့မင်းအတန်ကောင်းနေမယ်ဘယ်သူမှမပြောင်းလဲဘူးဟာမင်းတရားရန်ဟောကောင်းတယ်ဘယ်သူမှမပြောင်းလဲ whyတရားဟောကောင်းတာငါလိုချင်တာမဟုတ်မင်းရဲ့ခန္ဓာကိုငါလိုချင်တာ Give me your body Can you sacrifice your body ဖယားသခင်အရန်ချီးမြှောက်မဲ့ယောက်ျားတွေမိန်းမတွေတော်တော်များများကြော်ရတာအဲ့ဒီခန္ဓာကိုယ်ရဲ့သွေးသားပြဿနာဘာဖြစ်လို့ဆိုအဲ့ဒီခန္ဓာကိုယ်ပဲဘုရားကအသုံးပြုတော့မှတင်းရဲ့လက်ကသူ့လက်ဖြစ်ချင်တာတင်းအရန်ညှဉ်းညူးခြင်းနဲ့ရောက်ခဲ့ပြီဆိုရင်တင်းကြီးရချင်းမ
အဲ့ဒီညီညွတ်ခြင်းကဘုရားသခင်သူ့ရဲ့တန်ရှင်းခြင်းနဲ့ပြန်လို့ရေလဲသုံးဖို့ရန်တော့စာရန်ကတိတ်တဲ့ခါမှာကြိုတော့တိုက်တာဘယ်တော့မှစာရန်ကတိတ်ရဲ့အတိတ်အတွက်တိုက်တာမဟုတ်အနာဂတ်အတွက်တိုက်တာဒါဆိုတော့တင်းရဲ့အားနည်းချက်တွေအားလုံးကတင်းရဲ့အတချက်ပြန်ဖြစ်မယ်ဆိုတော့တင်းကြိုတင်သိထားဖို့အရေးကြီးတယ်ဟာလေလုယာတင်းရဲ့အားနည်းချက်တွေအားလုံးတင်းရဲ့အားတာချက်ပြန်ဖြစ်တော့မယ်ဆိုတော့တင်းသိပြီးတင်းပြောမယ့်အရာတစ်ခုပဲရှိ Let the weak say I am strong ဘာဖြစ်လို့လဲဘုရားကငါ့ကိုပြောင်းပြန်လှမ်းပြတော့မှာငါအားနည်းချက်တွေအားလုံးအားတာချက်ပြန်ဖြစ်တော့ဘယ်သူအဖြစ်လဲယေရှုအဖြစ်ဒါဆိုတင်ဘသူ focus လုပ်မှာလဲတင်ရဲ့အားနည်းချက်တွေနဲ့အားသာချက်ပြန်ဖြစ်ခြင်းရင်တင်လောက်ရမယ့်အရာတစ်ခုပဲရှိတယ် focus on Jesus Hebrew chapter 12 verse 2 Hebrew chapter 12 verse 2 Let us fix our eyes on Jesusတင်းကိုတင်ကြည့်ရင်ပါလေအားနည်းချက်တွေပဲမြင်တယ်တင်းကိုတင်ပြုတ်ပြင်ဖို့မစင်စားနဲ့တင်ယေရှုခရစ်တော်ပဲတင်စေးကြည့်လိုက်တော့ပြောချင်တာစေးကြည့်ဆိုပါလေယေရှုဘယ်လိုမြင်ရမှာလဲယေရှုအကြောင်းပဲတင်စဉ်းစားတော့အဲ့ဆိုတင်အားနည်းချက်တွေအားလုံးအားသာချက်ပြန်ဖြစ်လာမှာ Fix your eyes on Jesus ဆိုတာကလေဘာလို့ခိုင်းတာလဲတင်တခြားအကြောင်းတွေမစဉ်းစားနဲ့မင်းယေရှုအကြောင်းမစဉ်းစားတင်တဘာဝပြောင်းသွားလိမ့်မယ်စဉ်းစားတာပြောင်းတာနဲ့တင်းတဲ့ဘာဝပြောင်းတယ်တင်ဘသူကြောင့်စဉ်းစားတာလဲ Fix your eyes on Jesus the author and perfecter of our faith who for the joy set before him endured the cross scorning its shame and sat down at the right hand of the throne of God see here fix your eyes on Jesusသင်ရဲ့ life မှာအားနည်းချက်တွေတိတ်များနေပြီသင်အားနည်းချက်တွေများလိုက်ဘာဖြစ်တာကြာလာအရင်စိတ်တကြတာအသက်မရှင်ချင်တော့လူတယောက်ကဘာလို့သိချင်တာလဲလူတယောက်ကဘာလို့ကိုယ်ကိုတတ်သိချင်တာတဲ့လားသူရဲ့အားနည်းချက်တွေကို तू ကအရင် they fix their eyes on their weakness then what ကြာလာတော့ဘာဖြစ်လဲ they want to commit suicide but so သူရဲ့ perfect မဖြစ်ခြင်းတွေကသူ့ကိုပြန်ပြီးတော့မှ blame ပြန်လုပ်ပြီမင်းမကောင်း your conscious ကတင်းကိုပြန်ပြီးတော့ blame ပြန်လုပ်တာမင်းမကောင်းမင်းဘာကောင်းလဲမင်းဘာမသိလိုက်တာပဲကောင်းသိလိုက်တာပဲကောင်းသိလိုက်တာဘယ်သူပြောနာလဲအဲ့ဒါတင်းစိတ်ကတင်းကိုပြန်ပြောနာမင်းတမရှိတင်းတော့မင်းအဖြစ်လူတွေဘာကောင်းကြီးဖြစ်လဲမင်းအဖြစ်လူတွေဒုက္ခပဲရောက်နေမင်းအဖြစ်လူတွေစိတ်ပဲဆင်းရဲနေတာမြစ်ပါကောင်းလို့လေသိလိုက်လေမင်းသိလိုက်လေတမရှိချင်တော့ပမာလို့ပဲယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတဲ့သခင်ယေရှုမေ့စေကြည်တယ်စုံလင်စေတဲ့သခင်ကိုမေ့စေကြည်တယ်မင်းကိုမင်းမကြည့်တော့ဘယ်သူမှမကြည့်တော့မင်းစုံလင်စေတဲ့ယေရှုပဲစေကြည်တော့Focus on Jesus. Focus on Jesus about Bible. 2 Corinthians chapter 3 verse 18. Hey, by the way, Say David Lally, jump by the Amyara. Did I tiny Bama Mammy? Did I hold them a go by the allo tiny Bama Tolado? Dilo sat him no go pato, sat piobis one. Yana she got tola. Abatla. No go pato a shinga, a lolomira. You tell him, Monsieur David, I'll take money and go and go. I can't have a tiny bambola. I jump hard. He had a patar. I patar a yard, I want to lose some of my jelly bis one, a controller. But the loan, Pea. Near counting McCounting at Waramo. The Guru of Bubinera. Milamdi, the owner comes am low.
သူတကူစီးဆင်းလိုက်တင်မလုံနိုင်တဲ့ຢာတွေကိုလှုပ်လာတယ်ဒါဝိတ်ကသူခေါ်လက်ရှိမှာတွားရက်တာသူတက်ပြစ်နိုင်မယ်လို့သူမထင်ပါဘူးဘာဖြစ်လို့ဆိုတော့အဲ့တကွက်လေးပဲလွတ်တာအားလုံးတန်နဲ့ကာထားတာအနီးကတွားရင်ဟိုကလှန်နဲ့ပြစ်မှာလှန်နဲ့မပြစ်လောက်တဲ့နေရာလောက်မှာသူနေပြီးတော့မှသူပြစ်ရတာဘယ်လိုနည်းနဲ့မှဒီနေရာကိုကွက်တိဝင်သွားဖို့ဆိုတော့ဖះမလို့မဖြစ်နိုင်ဘူးဒါမဲ့သူသွားတိုက်တာဗာနဲ့တိုက်တာလေခွန်အားနဲ့တိုက်တာမဟုတ်ဘူးယုံကြည်ခြင်းနဲ့တိုက်တာတင်မလုံနိုင်ဘူးတင်လုံနိုင်တယ်လို့ခံယူပြီးတော့လုံတင်ရှုံးလိုက်မယ်အဲ့ဒါ confidence လို့ခေါ်တယ် self confidence ကလုံလို့မရ God confidence နဲ့သွားတာတင်လုံနိုင်တာမရှိဘူးဒါပေမဲ့ဖျားအားဖြင့်ငါလုံနိုင်တယ် I can do all things through Christ who strengthened me ကြောင့်ဒီနေ့မှာဒီမှာရှိတဲ့မိသားစုတွေအားလုံးကိုရှင်အားပေးခြင်းနဲ့ရတခုပါဖျားတင်အကုန်လုပ်ပြီးသွားပြီအကုန်ဂျမ်းမာချင်းငွေကြီးနဲ့ဆိုင်တဲ့အောင်မြင်ချင်းကျွဲဝချင်းအကုန်ပေးထားပြီသားစိတ်ချကျွဲဝချင်းဖျားပေးထားပြီသားဂျမ်းမာချင်းဖျားပေးထားပြီသားအောင်မြင်ချင်းဖျားပေးထားပြီသားဘယ်လိုရယူမလဲဆက်လို့ချက်ကိုပြောင်းယေဇကျေလ39Okay. တင်အခုတခုခုလိုတောင်းရင်တင်ဖျားပါပေးမယ်ထင်လားဥမာဆန်နားလည်းတခုပဲတင်အခုကျမ်းမာရှင်လိုအပ်တယ်ဟုတ်လားကျမ်းမာရှင်လိုအပ်တယ်ဆိုပါစို့တင်ကျမ်းမာရှင်လိုလို့ဖျားခင် heal me ဟုတ်နော်ထိုင်ဆောင်နေတေးွားတဲ့ဖွဲ့တွေရှိတယ် whyကျမ်းမာဖို့ဆူတောင်းနေရင်နဲ့ဘာလို့တေကုန်တာလဲပြောအဲ့မှာတို့တန်တရားတွေအများကြီးဖြစ်တယ်လောကမှာယုံကြည်သူထဲမှာလဲဆူတောင်းတာပဲဆရာရဲ့အတင်းတော့တစ်ခုလောလဲဆူတောင်းတာပဲကျမ်းမာဖို့လေဆရာသေဝါတဲ့ခေါ်တော်မူခြင်းခံလာတယ်ဆူတောင်းနေနဲ့သေဝါတဲ့ဆူတောင်းရင်ဘုရားသခင်ကျမ်းမာခြင်းပေးတာမဟုတ်ဘူးတရားခုနှစ်ခုမြောက်သောစာလငယ်20 107 verse 20 verse 20 ကဲအင်္ဂလိပ်လိုလေးကြည့်အောင်စော်ကားတာမဟုတ်တလုံးပဲမြန်မာလိုဟောခဲ့တာဒါပေမဲ့အခုအင်္ဂလိပ်လိုဟောတဲ့အခါကျတော့ဟိုအတိတ်ပဲမတူဘူးမြန်မာကလေကောင်းတာလည်းကောင်းတယ်ဒါပေမဲ့အင်္ဂလိပ်မှာကျတော့ချင်းနဲ့ရောက်တယ်သလားမြန်မာ indirectly တွေသွားတယ်အင်္ဂလိပ် direct ကျွေးတာဒီပမာကျမ်းစာရေးလဲခေါင်းစားတာကိုမို့တကယ်တောင်းဆရာလဲဘဝမမေ့နဲ့လေဆရာမမေ့ဘူးဒါပေမဲ့အင်္ဂလိပ်လိုဟောလဲဟောလာအောင်အင်္ဂလိပ်ကဖင်းနဲ့ရောက်တယ်ဟိုမှာလှည့်ပါပြီးတော့မရောက်နိုင်ဘူးခရစ်တော်ကြွလာတော့မရောက်နိုင်ဘူး You see here he sent forth his word and healed them healing အရင်လာတာမဟုတ် he sent his word first အရင်ဆုံးကျမ်းမာခြင်းလာတာမဟုတ်ဘာလာလဲစကားတော်ဆိုတော့ဖခင်အကျမ်းပါခြင်းပေးတာလားစကားပေးတာလား
Okay ကဘာကြီးကိုဘာမှဖန်ဆင်းခင်မှာဖယားသခင်အရင်ဆုံးဘာလွတ်တာလဲစကားလွတ်တာနှုတ်ကပတ်တော်ဆေလွတ်တာနှုတ်ကပတ်တော်ကြီးကဘာဖြစ်လဲဖန်ဆင်းနိုင်တာဆိုတော့ကျမ်းမာရှင်ပေးပါလို့ပြောဖျားခင်အတင်းကိုဘာပေးမလဲစကားအဲ့ဒီစကားကိုတင်လုံးဝဝန်ခံနိုင်တဲ့တရားပြောက်သွားတာဥမာဆက်ပြမယ်Luke chapter 17 verse 11ကနေစကြည့်အောင် Luke chapter 17 verse 11 Now on his way to Jerusalem, Jesus traveled along the border between Samaria and Galilee. Continue, please. As he was going into a village, 10 men who had leprosy met him. They stood at a distance and called out in a loud voice, Jesus, Master, have mercy on us, or have pity on us. Lunu se yaga. Choro tanshin se ba. With a loud voice. From a distance. Why? Lunu ga kalumyao binama. Lunu yo la tilumya. So from a distance, and they call out in a loud voice, Jesus, Master, have mercy on us. Have pity on us. Then what? When he saw them, he said, go. He didn't touch them. He didn't heal them. He said, go. Go. He sent his word. Go. ဖယားအလုံးလုံးစကားနဲ့ပဲလုံးတယ်ယုံကြည်သူတော်တော်များများနမိတ်လက္ခဏာစောင့်တယ်နမိတ်လက္ခဏာယင်လာတာမဟုတ်စကားယင်လာတာဒါယုံကြည်သူဖြစ်ရဒီစကားနဲ့အသက်မရှင်တတ်ဘူးဆိုရင်ဆုံးရှုံးသွားတယ်ဆူတောင်းတယ်အနာကငြိမ်းတယ်ဆူတောင်းနဲ့သေသွားတယ်ဒီစကားကို ignore လုပ်ထားတာနှုတ်ကပတ်တော်ကို ignore လုပ်ရင်သင်ဆုံးရှုံးနေမှာတခုခုသင်ဆူတောင်းပြီးတော့အပြည့်ရှာပြီဆိုသင်နှုတ်ကပတ်တော်ချိန်ဥစားပေးရတော့တာGo show yourself to the priests. Lord, before we go, can you cleanse us first? Before we go, please. Please do something, then we will go. No, go. Show yourself. Go. I said go. Jesus said to Peter, come. How? Can you teach me how to walk on water? Can you? Please, before I before I come to you, can you teach me how to? No, just walk. Just walk. Just walk by faith, not by sight. Go show yourselves to the priest. သွားယေဘရဟိကိုသွားပြလိုက်တော့ကိုရောဒီပြည့်ညက်တရားအရာဆိုရင်မပြောက်ပဲနဲ့မြို့ထဲဝင်ရင်ခဲနဲ့ပေါက်ခါ See တဘာဝကြအမြဲတမ်းဖိတဘာဝကြစဉ်းစားတတ်တာတို့ရဲ့အလုပ်ဖယားစကားတဘာဝမကြောက်ဒါကြောင့်ဘာသာခြားတဲ့တော်တော်များများဒီကျမ်းစာကိုဖတ်ရင်တဘာဝမကြတဲ့အတွက်ကြောင့်သူတို့မဖတ်ချင်တော့ဒိဗ္ဗေမရှိတာလူတွေဒိဗ္ဗေမရှိဘူးဒါဒီအင်္ဂလိပ်တရားတဲ့ဖုံးအုပ်ထားသောသူတို့အတွက်မိုက်တော်ရာတဲ့
မိုက်တော်ရ Go show yourself to the priest တေချာရှင်းပြမယ်တင်ဖျားစကားမပါပဲနဲ့ဘယ်နှစ်လောက်တင်စိတ်ထင်နဲ့ရှောက်သွားနေလဲအဲ့ဒီဖျားစကားမပါလဲငါအသက်ရှင်နိုင်တာပဲလေငါလုံးမငါစားတယ်ဆိုတော့ခရိယန်နေအများကြီးဟုတ်တယ်တိလမ်းဒီတင်း assignment တိမပြီးဘူး assignment မပြီးဘဲနဲ့တည်သွားတဲ့သူတွေအများကြီးဒီလောကမှာ why လူနုစေရအောင်ကိုရောကျွန်တော်မဆာပါ have pity on us ကျွန်တော်တနာပါမဆာပါ go show yourself go show yourself to the priest go see here ဖျားပါပေးလေစကားပေးလိုက်တယ် as they went they were cleansed see here မကြည့်သူတို့တောင်းဆိုနေတဲ့အချိန်မှာသူတို့ဘာဖြစ်နေလဲခမောဘာဖြစ်နေနူနေတယ် okay နူတဲ့လူတော့ဖျားမဆပါလို့ပြောတဲ့အချိန်မှာဖျားမဆလားမဆတယ်ဘယ်လိုမဆလဲဘာမဆလိုက်တာလဲသူ့စကားမဆတာတဲ့ဖျားကောင်းကြီးပေးပြီဆိုအရင်ဆုံးစပေးတာသူ့စကားပဲသူ့စကားရပြီဆိုပြီးသွားပြီတဲ့လောကတောင်းတင်တခုခုအရန်လောက်အပ်နေပြီဆိုရင်ဘာမှနမိတ်လက်နဲ့ရှောက်မတောင်းနဲ့ဖျားစကားလာပြီလားဖျားစကားလာပြီးသွားပြီဆိုတင်ပါတင်ဖျားတောင်းလာလဲဘာစောင့်နေရတာလဲဖျားစကားတချင်းအဖြစ်လာမှာလား come on တရားဟောချက်ကနေလာမှာလား come on ကျမ်းစာဖိုင်နဲ့လာမှာလား I don't know ဘယ်နေရာနေဖျားစကားလာမလဲဆိုတော့အမြဲတမ်း alert ဖြစ်နေတာ come on ဆိုတော့ go show yourself to the priest go and as they went so there's a guy here as they went ဆိုပါလားဖယားစကားပြောတဲ့အတိုင်းသူတို့စသွားတဲ့အချိန်မှာတဲ့အဝေးကနေကိုရော have pity on us go show yourself to the priest go yes master then what စတင်တော့မှာ as they went မြန်မာလို့ဆိုရင်ဘာပြောလဲမြန်မာလို့ဘယ်လိုပြောလဲဘာပြောလဲသွားစဉ်ဘင်းပြောချင်တာဘာနဲ့သွားလဲဘာနဲ့သွားလဲ come on ဘာနဲ့သွားလဲဘာနဲ့သွားလဲစိတ်ထင်နဲ့သွားတာမဟုတ်ဖျားစကားနဲ့သွားတာသွားဆိုလို့ငါသွားပြီပျောက်ပြီဆိုလို့ငါကျေးဇူးတော်ချီးမွမ်းပြီဟာလေလုယာယေရှုအပြင်အောင်မြင်တဲ့သူဖြစ်ပြီဖြစ်တဲ့ကြောင့်ငါကျေးဇူးတော်ချီးမွမ်းတယ်ကြိုက်တာပြောစေငါယေရှုအပြင်အောင်မြင်တဲ့သူဖြစ်တယ်ဟာလေလုယာအထင်ကငါ့ကိုဘာမှဆွဲချလို့မရအထင်ကငါ့ကိုဘာလုပ်လို့မရစိတ်ထင်နဲ့ငါ့ကိုဘာလုပ်လို့မရငါဖျားစကားငါတို့အဓိကဖြစ်တယ်အစိတ်ထင်တဲ့အရာတွေကငါ့ကိုဘာမှလုပ်လို့မရစိတ်ထင်နဲ့ငါမသွားဘူးငါယုံကြည်ခြင်းနဲ့သွားမယ်တင်စိတ်ထင်တဲ့ဒီနေ့ဆောက်တော့အသက်မရှင်နဲ့ငါထင်တာလေဘာမှထင်စရာအကြောင်းမရှိဘူး I think so more I know so ဖြစ်ရမယ် I think so more I know that God is with me I know it as they went they were cleansed so သွားစဉ်တွင်ဘာဖြစ်လဲကျမ်းပါရှင် so ဘာယူလိုက်တာလဲဖျားစကားယူလိုက်တာတင်းဒီနဲ့ဆောက်ဖျားစကားနဲ့စတဲ့ရှင်တင်းရဲ့အနောက်မှာဖြစ်လာမယ့်ဟာတွေအားလုံးပါဖျားစကားကြီးကဖန်ဆင်းတာကြီးလေဖန်ဆင်းတဲ့ဖျားစကားကြီးကိုတင်းနေ့တိုင်း meditate လုပ်ပြီးတော့တွားအထက်မှာဖန်ဆင်းခြင်းတဲ့နေရာယူလာပြီလေစတင်မှာအတိတ်တွေဖြစ်လာပြီလေ come on ဖျားစကားဖန်ဆင်းတယ်ပြောဖျားစကားဖန်ဆင်းတယ်ပြောဖျားစကားဖန်ဆင်းတယ်ပြောရအောင်
Hallelujah ဖျားစကားဘာလို့လဲဖန်ဆင်းတယ်ဖျားစကားဘာလို့လဲဖန်ဆင်းတယ်ဆိုအဲ့ဒီဖျားစကားကိုသင်ရနေပြီးတော့မှ agree လုပ်ပြီးတော့မှသင်တို့ပစ္စည်းသင်တို့ software တစ်ခုသင် download လုပ်ပြီးဆိုသင်ဘာလုပ်ရလဲ agree လုပ်ရတာဒီတစ်ခုကို download လုပ်ချင်တယ်ဆိုရင်ကိုဘာလုပ်ရလဲ agree လုပ်ရတယ် agree မလုပ်ဘဲနဲ့သင်ရှေ့ဆက်သွားလို့မရအောင်ဒီလိုပဲဖျားစကားတဲ့အထဲမှာ activate ဖြစ်ချင်သင် agree လုပ်ရတာ yes that's for me ဒီနှုတ်ကပတ်တော်ငါအတွက်ဖြစ်ဒီနှုတ်ကပတ်တော်ငါနဲ့ယေဒီနှုတ်ကပတ်တော်ငါအတွက်ဖြစ်တယ်ဒီနှုတ်ကပတ်တော်ငါအတွက်ဖြစ်တယ်ဝန်ခံတဲ့ချိန်မှာရုပ်ကြီးကတော့ချက်ချင်းမပြောင်းလဲပင်ပဲဝိညာဉ်လောကထဲမှာစတင်တော့သင်မမြင်ရတဲ့နေရာမှာစတင်တော့အကုန်လှုပ်ရှားနေပြီ Hallelujah အကုန်စတင်ပြီးတော့မှအထင်းမှာဖန်ဆင်းခြင်းအစတင်နေရာယူနေပြီဖခင်ရဲ့စကားဒီနေ့ထိဖန်ဆင်းနေလို့ဒါဆိုဖခင်ပေးထားတဲ့မင်္ဂလာတွေအလုံးသင်မလို့ရယူမှာလဲ agree ဖခင်စကားကိုသဘောတူညီခြင်းနဲ့ရယူရတယ်ကောင်အာမင်နောက်ဆုံးကျမ်းပိုင်းနဲ့ဆုံးသတ်မယ် 2 Corinthians chapter 1 verse 20 For no matter how many promises God has made, they are what? Yes, in Christ. So through him, the Amen is spoken by us to the glory of God. တို့ရဲ့ဂတိတော်တွေအားလုံးကိုတို့က yes and amen လို့ဝန်ခံနေသည်၍တို့ရဲ့တတ်တာဖခင်သခင်ဘုန်းတော်ထင်ရှားပွဲရှိတယ်ဘုန်းတော်ရှုံးချစရာအကြောင်းမရှိဘူး Hallelujah Hallelujah by us to the glory of God is spoken by us to the glory of God ဖခင်ရဲ့စကားကို yes Yes and amen. Yes or bale. Balodala. Yes. Agree loda. Amen. Peace on me. Yeah, definitely it will happen. Yes and amen. Yes and amen. Yes and amen. Pia can promises they or yes and amen lo tin long ne de yue. Di xiong xia ba zhao ma shi. Di xiong xia ba zhao ma Mashiro, yes and amen. Hallelujah. Payasaka ngata pide. Payasaka ngata pide. Payasaka shatara baba city yakaba. Payasaka ngata pide lo tin one kind. Tema satin no payasaka panzimi. Hey, longer than ni. Hala longer than ni kona tao me paya panzina ma ako panzini de payasim pide. Heaven and earth shall pass away, but my word still remain. Hallelujah. ဘုရားသခင်လွန်ခဲ့တဲ့နှစ်2000တဲ့ယေရှုခရစ်တော်အဖြစ်ပေးထားတဲ့မင်္ဂလာတွေတင့်အထဲကိုရေးလဲဝင်ရောက်ခြင်းနေပြီ Why သင်က agree မလုပ်တဲ့အခါမှာ तू ဝင်လို့မရဘူးဖြစ်နေ သင်က Yes that's for me လို့သင်မဝန်ခံနိုင်မချင်း Come on. Things are God here. They are arming la piece. Things are God be at all. They in Kansaja. Doubt things are them beyond the dinners or a payasagao. Timpioe. Now so much song time. Ezekiel chapter 37. Ezekiel chapter 37. The hand of the Lord was upon me, and he brought me out by the Spirit of the Lord and set me in the middle of a valley. It was full of bones. Hey,
တင်းကိုဖျားသခင်ကမဖြစ်နိုင်တဲ့အခြေအနေထဲမှာတင်းကိုထည့်လိုက်ပြီဆိုရင်တင်းစိတ်ဆင်းရဲမှာမဟုတ်တင်းကိုဖျားခင်အလုပ်လုပ်ခိုင်းတော့မှာအဲ့ဒီမှာကြည့်လူကပြဿနာဖြစ်လာအဲ့ဒီပြဿနာထဲကနေရှောင်ပြဿနာထဲကနေလွတ်မြောက်ခြင်းဟုတ်လားပြဿနာထဲနဲ့လွတ်မြောက်ဖို့တင်မကြိုးစားနဲ့အဲ့ဒီပြဿနာကိုတင်းအားဖြင့်ဖျားသခင်ကတခုခုလုပ်ဖို့အဲ့နေရာမှာထားတာကြည့်အောင်set me in the middle of a valley. It was full of bones. Continue, please. He led me back and forth among them, and I saw a great many bones on the floor of the valley. Bones that were very dry. Very dry. မျော်လင့်ခြင်းမရှိတဲ့နေရာမှာမျော်လင့်စရာလုံးဝမရှိတော့တဲ့နေရာမှာတင်းကိုဖျားခင်ကဘာလုပ်ခိုင်းမလဲကြည့်အောင် See here. He asked me, Son of man, can this bone live? I said, Oh, sovereign Lord, you alone know. I don't know. You are the one who know. I don't know. Then he said to me, prophesy to these bones and say to them, dry bones, hear the word of the Lord. You see here, prophecy to these bones. တင်းကိုဖျားသခင်ကလောကမှာထားတဲ့ရည်ရွယ်ချက်ကတင်းစကားကိုတင်ပြောဖို့မဟုတ်သူ့စကားကိုတင်ပြောဖို့တင်းကိုဖျားသခင်ကသူ့စကားကိုပြောဖို့တင်းကိုလောကမှာထားတာသူ့စကားကိုတင်ပြောတတ်ရင်သူ့စကားကိုတင်စတင်လို့တင်းအထက်ကနေစပြောပြီးဆိုတာနဲ့ရှာခါရမှာဟူရာမစီတီယာကပါ Hear the word of the Lord. Continue, please, Doctor. He said, this is what sovereign Lord says to these bones. I will make breath and enter you, breathe and you will come to life. And I will attach tendons to you and make flesh come upon you and cover you with skin. I will breathe into you and you will come to life. Then you will know that I am the Lord. Continue, please. So I prophesied as I was commanded. ဖယားပြောခိုင်းတဲ့အတိုင်းမဲ့သူစပြောတဲ့အချိန်မှာမဖြစ်နိုင်တဲ့ຢာတွေဖြစ်လာတယ်။သင်ရဲ့ life မှာမဖြစ်နိုင်တဲ့အရာတွေဖြစ်လာခြင်းရဲ့တင်းစကားတွေအကုန်ရက်လိုက်တင်းခံစားချက်တွေအကုန်ရက်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအကုန်ရက်ပြီးတော့တင်းနှုတ်ကနေဖယားစကားကို agree စလုပ်ပြီးဆိုရင် I can do all things through Christ who strengthen me. I can do it. I can do all things through Christ who strengthen me. Then တင်းမလုံးနိုင်တဲ့အရာတွေတင်းစတင်တော့အကောင့်ထဲပေါ်လာနိုင်လိမ့်မယ် may business mindset ma machine lu tyaw ka siwai lo pho ma sin sa na I can do all things through Christ all things come on the Bible doesn't say the some things so all things through Christ who strengthen me all things you can do all things not some things all things come on don't limit yourself don't limit your God hallelujah see here I prophesied as I was commanded. Wow. And as I was prophesying, there was a noise. See here. Yo loka is dry bone now, ma very dry boneဖြစ်သွားပြီ But when I start to prophesy, what happened? There was a noise. Yo loka ကိုထိတ်ချုပ်တာသိလားဝိညာဉ်လောကထဲမှာအကြီးဆုံးကဘုရားစကားပဲအဲ့ဒါမှတ်ထားတာသင်စကားကစာရန်ကသင်စကားကိုပြန်ယူလို့သင်ကိုပြန်ပြီးတော့လှဲချလို့ရတယ်ငါတော့မကြောက်စာရန်ဆွဲချပြီငါတတ်နိုင်တဲ့ယေရှုအဖြစ်ဘုသူစကားကိုယူတာလဲဘုရားစကားကိုယူတဲ့အတွက် I can do all things through Christ ငါ့ကိုခွန်အားနဲ့ဖြစ်ခရစ်တော်အဖြစ်ခတ်သိမ်းတော်မူငါတည်းဆွမ်းနိုင်တယ်လို့ဝန်ခံလိုက်တာနဲ့စတင်ပြီးတော့မှ activate စလုပ်တာဘုရားရဲ့ဝိညာဉ်တော်ဟာဝိညာဉ်လောကထဲမှာအကြီးဆုံးကဘုရားစကားသင်ကိုဘုရားကသူ့စကားပေးထားတာသင်စကားပြောဖို့မဟုတ်သူ့စကားပြောဖို့သင်ကိုဘုရားပေးထားတာ
သူ့စကားကိုသင်စပြောတဲ့ချက်နဲ့စတော့ဘာဖြစ်တယ်သူ့စကားကို yes and amen လို့သင်ဝန်ခံတဲ့နေရာနဲ့စတော့မှ something spiritual realms မှာစတင်ပြီးတော့မှ there's a noise အတန်နေစားကြလိမ့်မယ်သင်ဖျားစကားကိုသင်နှုတ်ကနေသဘောတူပြီးတော့ဝန်ခံလိုက်လေဝိညာဉ်ထဲကနေသင်အတန်နေကြလိမ့်မယ်အဲ့ဒါပါသလားသင်မရှုံးတော့ဘူးသင်အောင်မြင်မဲ့သူဖြစ်တယ်သင်ကိုဘယ်သူမှဆွဲချလို့မရတော့ဘူးဒါပေမဲ့ကိုယ်ခံစားချက်ကိုများများပြောတာများလိုက်အထက်ကနေပြန်ကြားတာရှိတယ်မင်းမကြခင်သိလိမ့်မယ်မင်းဆုံးရှုံးတော့မယ်မိမိသားစုပျက်စီးတော့မယ်လူတွေအမျိုးစုံကြားတဲ့အတန်တွေရှိတယ်လူတွေအမျိုးစုံကြားတယ်ဘာကြောင့်တလားသူတို့မှာဖျားစကားမရှိလို့သူတို့မှာခံစားချက်ပဲရှိလို့ခံစားချက်ကိုနိုင်တာဖျားစကားခံစားချက်ကိုနိုင်တာဖျားစကားခံစားချက်ကိုနိုင်တာဖျားစကားဟာလေလုယာခံစားချက်နိုင်တာပါလဲဖျားစကားစတင်လှုပ်တင်းရဲ့နှုတ်ထဲနဲ့စတင်လှုပ်ပြီးဆိုရင်ဘာဖြစ်လဲသလား spiritual realms မှာစတင်တခုစတင်နေပဲထဲမှာလှုပ်နေဗျာ